သာသနာတော်နှစ်2569ခုလူတော်ဟောဟာကောဇာတက္ကရေ1389ခုတစောင်းမုံလဇန်8ရက်နေ့ခရစ်နှစ်2025အောက်တိုဘာလ28ရက်အင်္ဂါနေ့မှာမော်လမြိုင်မြို့တောင်ဝင်းကလေးမာစီသာသနာရိပ်သာတန်တိမုခတပေါင်းတော်ကြီးတွင်၌သတိပ္ပံတရားတော်ကိုနိညာမပြကြိုးစားအားထုတ်နေကြကုန်သောယောဂီသူတော်စင်တရားပရိသတ်ပေါင်းတို့အားဘုရားတော်ဒီနေ့အမရဒါနအဖြစ်ဖြင့်ဟောကြားပေးမယ်တရားတော်ကဓမ္မစကြာတရားတော်တွေကဒုက္ခသစ္စာပိုက်တရားဒေသနာတော်ဗာတရားတယ်လေဒုက္ခသစ္စာတရားတို့တရားဒေသနာတော်ကိုဟောကြားမည်ဖြစ်၍တရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောသုံးလောကဒေါတသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဥစွာပထမရှိကိုကြအောင်စို့ဘုဒ္ဓသောဘဂဝါဗုဒ္ဓယဓမ္မတေတိတိဘုဒ္ဓသောဘဂဝါဗုဒ္ဓယဓမ္မတေတိတိဘုဒ္ဓသောဘဂဝါဗုဒ္ဓယဓမ္မတေတိတိသောဘဂဝါကျွန်ုပ်တို့များ၏အာထကိုယ်ကိုယ်ရာအစစ်ဖြစ်တော်မူသောထိုမြတ်စွာဘုရားသည်ဘုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားခြင်းသိမြင်တော်မူပြီးသည်ဖြစ်၍ဘောဓာယတတ္တဝအများကျွန်ုပ်တို့အားလည်းအလားတူပင်သိမြင်ကြပါစေခြင်းကြောင့်ငါဓမ္မသစ္စာလေးတန်တရားမှန်ကိုတေတိတိကရုဏာရှိသွားပညာအားဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏ဓမ္မဂုဏ်တသတ္တောထင်ရှားတို့မြတ်စွာဘုရားကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်လို့ဆိုရတယ်ရုပ်ဝေဒနာသင်္ညာသင်္ခါရဝိညာဏဟုငါဝကန္တသူငါသမုတ်ကြောင့်တို့သည်ဝန်တေဝန်နာမှာတရားဟောတရားနာပြီးရန်กว่า၍ချမ်းသာအမှန်နိဗ္ဗာန်ရောက်ကြောင်းဆုမွန်တောင်းကယုသေးစွာရှိကိုကြောကြပါကုန်၏မြတ်စွာဘုရားမြတ်စွာဘုရားသောပရမတရားစံပုတ်ဆောက်ရလေးတွေမရသေးတဲ့သူတွေဝေပေးလိုက်အောင်ရပြီးသားလူတွေကတော့မလို့အစ်စ်တွေကတော့တချို့ကရမှာမဟုတ်ရပြီးသွားရင်လည်းသိမ်းထားကြအောင်ဟိုချောင်းတို့ဒီချောင်းတို့မလုပ်ထားကြဘူးခြေတော်ကျမစီစတော်ဘုရားကြီးကဒီဆောင်ပုတ်လေးတွေကိုမြတ်စွာဘုရားဟောတော်မူတဲ့ကျမ်းဂန်တွေကနေပြီးတော့ပဲတိုက်ရိုက်ထုတ်နှုတ်ပြီးတော့ရေးသားခဲ့တာဒါကြောင့်မလို့ဒါတွေကလည်းဘုရားဟောတဲ့စကားလုံးတွေပဲမြန်မာလိုလေးဖြစ်သွားလို့ပေါ့ရောလေးတွက်လို့မရဘူးလေးစားမြန်မာလိုမျိုးတွေဆိုတော့မြန်မာလိုနားလည်အောင်ကျေးဇူးတော်ရှင်မာစီစတော်ဘုရားကြီးကကြပြလေးတွေရေးပြီးခဲ့ကြပြတစ်ပုဒ်ဆောင်းပုဒ်လေးတစ်ခုရဖို့ဆိုတာလည်းလွယ်တာမဟုတ်တကယ်ရေးကြည့်မှသိတကယ်ရေးကြည့်မှသူကလည်းသူကာယံလေးတွေကတ်အောင်ရေးဖို့ကြတော့သိမလွယ်ဘူးတခါတည်းရဆောင်းပုဒ်တစ်ခုရဖို့အတွက်တညလုံးလဲစဉ်းစားတော့ကာယံကတ်အောင်လဲယူရတယ်အတိပ္ပယ်ရအောင်လဲယူရတယ်အတိပ္ပယ်မပြတ်အောင်လဲယူရတယ်ဒါကြောင့်မလို့ဒီဆရာတော်ဘုရားကြီးရဲ့ဆောင်းပုဒ်လေးတွေသိပြီးတော့လဲအနှစ်သာရရှိတယ်လူရင်းတို့ရှင်လည်းမိတယ်ဘုရားဟောစကားတွေကိုပဲသူကအဓိကယူထားတာဒါကြောင့်မလို့ဒီဆောင်ပုဒ်လေးတွေကကိုယ်စီမှာရောက်ရင်တောင်မှလေးလေးစားစားလေးထားဖို့ကောင်းတယ်ပေါ့တရားစာပေတွေပဲလို့နှလုံးသွင်းပြီးတော့ဒါများသောအားဖြင့်တော့လေးလေးစားစားထားကြတာများပါတယ်အမှတ်တမဲ့ဖြစ်မှာဆိုလို့ပြောတော့ကောင်းပြီအဲ့တော့အခုသစ္စာလေးပါးတရားတွေကဒုက္ခသစ္စာတရားကိုဥစဉ်တော့ဟောနေတာအဲ့ဒါကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးရဲ့ဆောင်းပုဒ်လေးတွေလည်းရပြီဆိုတော့အဲ့ဒါလေးအရင်တစ်ခေါက်ဆရာတော်ဘုရားကြီးကို
ပူဇော်တဲ့အနေနဲ့ဆိုပါဦးဖြစ်အိုသေးရေဆိုရင်ဆွေငိုကြွေးကိုနာခြင်းနှလုံးမသာစိတ်ပြင်းစွာပူရာဆင်းရဲပင်မုံသူနဲ့တွဲချစ်သူကွယ်ဆင်းရဲအမှန်ပင်မရရာလုံးဒုက္ခဆိုတို့တို့ပြောရလျင်ဆွဲလန်းနိုင်ရာငါခန္ဓာသစ္စာဒုက္ခပင်ကဲဆိုဦးဇင်းတို့သစ္စာ၄ပါးတရားတော်တွေကဒုက္ခသစ္စာဆိုတဲ့တရုပ်ကိုဆရာဘုရားကြီးကမြတ်စွာဘုရားဟောတော်မူတဲ့တရားတော်တွေကထုံထုတ်ပြီးတော့ကျင့်ချုပ်ပြီးတော့စီပြပေးတာနော်ဖြစ်အိုသေးရေစိုးရိမ်ဆွေးငိုကြွေးကိုနာခြင်းအဓိပ္ပာယ်လေးတွေကတော့ရှင်းပါတယ်ဖြစ်တယ်ဆိုတာဘဝတည်ဖြစ်တယ်အိုတယ်ဆိုတာလည်းအိုတာနာတယ်ဆိုတာလည်းနာတာသေတယ်ဆိုတာလည်းသေတာရှင်းတယ်နော်ဖြစ်အိုသေရေစိုးရိမ်ဆွေးစိုးရိမ်ရတာငိုကြွေးရတာငိုကြွေးကိုနာခြင်းရတာဖြစ်အိုသေရေစိုးရိမ်ဆွေးငိုကြွေးကိုနာခြင်းနှလုံးမသာဆိုတာစိတ်ဆင်းရဲတာနှလုံးမသာစိတ်ပြင်းစွာဒီစိတ်ပြင်းစွာကြတော့ရိုးရိုးရေလို့မဟုတ်တော့ဘူးပူလောင်လှပြီပူရာဆင်းရဲပဲမုံသူနဲ့တွဲနေရတာလဲဆင်းရဲပဲချစ်သူကွယ်ချစ်တဲ့ပုဂ္ဂိုလ်တွေနဲ့ကိုယ်ကွင်းရတာလဲဆင်းရဲပဲမုံသူနဲ့တွဲချစ်သူကွယ်ဆင်းရဲအမှန်ပဲမရတာလို့မရတာကိုလိုချင်တာမရနိုင်တာကိုလိုချင်တာမရတာလို့ဒုက္ခဆိုမရနိုင်တာကြီးကိုလိုချင်ရင်လည်းဒုက္ခရနိုင်တာလိုချင်တာဆိုတော်သေးတယ်ပေါ့ဒါမှမဟုတ်ပြောတာပါဥတတ်တဲ့သဘောရှိတဲ့ပုဂ္ဂိုလ်ကမိုးပါစေနဲ့လို့သူကလိုချင်တာဟုတ်မိုးပါနဲ့လို့စုတွေတောင်းဥခြင်းတရား၅စီမလာရင်ကောင်းပါနာတတ်တဲ့သဘောရှိတဲ့ပုဂ္ဂိုလ်တွေကနာခြင်းတရား၅စီမလာရင်ကောင်းပါသိတတ်တဲ့သဘောရှိတဲ့ပုဂ္ဂိုလ်ကသိခြင်းတရား၅စီမလာရင်ကောင်းပါဒါကမရနိုင်တာကိုတောင်းတာဒါကြောင့်မလို့မရနိုင်တာကိုတောင်းတတာလဲဆင်းရဲပဲတဲ့ဒါလေးကိုတူတူနဲ့လိုရင်းပြီးအောင်မရတာလို့တဲ့မရနိုင်တာကိုလိုတာပြောမရတာလို့ဒုက္ခဆိုတူတူပြောရလင်တူတူပြောရင်တော့ဆွဲလန်းနိုင်ရငါးခန္ဓာသစ္စာဒုက္ခပဲတဲ့ဆွဲလန်းနေတဲ့ခန္ဓာ၅ပါးဒုက္ခသစ္စာပဲအတူကြိုးအပြင်တော့ခန္ဓာ၅ပါးပါဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးပါပဲတဲ့ရှေ့မှာနော်ဇာတိပိဒုက္ခသရာပိဒုက္ခဝါတိပြရတာဆင်းရဲတယ်ဝေရတာဆင်းရဲတယ်တရားတာဆင်းရဲတယ်ဆိုတာတွေကလည်းပဲဒီခန္ဓာ၅ပါးရှိလို့ပဲဒီဆွဲလန်းနေတဲ့ခန္ဓာ၅ပါးသာမရှိရင်ဘဝတိပြရတဲ့ဒုက္ခလည်းမရှိဘူးဒီခန္ဓာ၅ပါးမရှိရင်ဝေရတဲ့ဒုက္ခလည်းမရှိဘူးဒီခန္ဓာ၅ပါးမရှိရင်သိရတဲ့ဒုက္ခလည်းမရှိဘူးပူနေရတာနာနေရတာသိနေရတာဒီခန္ဓာ၅ပါးရှိလို့ပဲခန္ဓာ၅ပါးမရှိရင်ဒီဒုက္ခရှိကိုမရှိတော့ဒါကြောင့်မလို့အချင်းချုပ်အားဖြင့်ဆိုရင်ဒီဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးပဲဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးကြောင့်သာလည်းရင်မွေးဖွားရတယ်အိုရတယ်သိရတယ်နောက်သောကပရိဒေဝဒုက္ခဒေါမနတုဘာယတာဒုက္ခစိုးရင်ရတာတွေငိုကြွေးရတာတွေပူဆွေးရတာ
ကိုယ်စင်းရတယ်စိတ်စင်းရတယ်ဘာကြောင့်လဲဒီခန္ဓာ၅ပါးရှိလို့ပဲတူတူပဲဒီခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ပဲစိုးရိမ်ကြတာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ပဲငိုကြွေးနေကြတာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ပဲကိုယ်စင်းရနေတယ်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ပဲစိတ်စင်းရနေတယ်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ပဲပူလောင်မှုတွေပြပါတာတွေအာကြည့်ပြီးတော့နော်တိတ်ပြီးတော့ဟုတ်တယ်ပူလောင်လုံးအာကြည့်ရင်တချို့မေ့တော်မေ့ဘုရားတို့ရွာဘက်ဒီမှာအတုပါရီပါတယ်လိုက်ဖို့တော့ကိုမိပါတယ်တေးပြီဆိုရင်သာသမီလွတ်တဲ့ပုဂ္ဂိုလ်ကပူဆွေးမှုတွေသိပ်များတာ哦များတော့တချို့မေ့တော့မေ့မနေ့ပြန်ပြီးတော့လဲလောင်လောက်ယူရတယ်ခဏတိုင်းကြုံရတယ်ဘုရားတို့ရွာမှာနေတော့ကလည်းကြုံရတာပူလောင်မှုတွေများပြီးတော့မေ့သွားတာသေတော့သေမသွားဘူးမေ့သွားတာဒါကြောင့်မလို့အဲ့ဒါလဲဆင်းရဲပဲဒါကတော့ဦးဇင်းတို့ဥပါယတပြင်းစွာပူလောင်ပြင်းစွာပူလောင်တဲ့ဆင်းရဲလို့ခေါ်တာအဲ့ဒါတွေကလည်းဘာကြောင့်လဲလို့မေးရင်ဒီဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးကြောင့်ဒီခန္ဓာ၅ပါးပေါ်မှာဆွဲလန်းမိလို့ပဲဒီဆွဲလန်းမိတဲ့ခန္ဓာ၅ပါးကြောင့်ပဲအဲ့ဒီဒုက္ခတွေကြုံရတယ်တဲ့နောက်မုံသူနဲ့တွဲမုံတဲ့ပုဂ္ဂိုလ်တွေနဲ့တွဲရှင်တွဲနေရတာလေဒီခန္ဓာကြီးရှိနေလို့ပါနော်ဒီခန္ဓာ၅ပါးပါမရှိရင်မုံတဲ့သူနဲ့လည်းတွဲဖို့မရှိချစ်တဲ့သူနဲ့လည်းကွဲဖို့မရှိခန္ဓာ၅ပါးရှိနေလို့သာမုံတဲ့သူနဲ့လည်းတွဲလင်းတွဲမတွဲခြင်းပဲလည်းတွဲလိုက်ရတာချစ်တဲ့ပုဂ္ဂိုလ်တွေနဲ့လည်းမကွဲခြင်းပဲလည်းခွဲလိုက်ရတာရှင်ကွဲလည်းကွဲရတာဒီကွဲလည်းကွဲရတာကွဲရတဲ့အခါကျတော့ဆင်းရဲတာပေါ့ဒါဟာဘာကြောင့်လဲဆိုရင်ခန္ဓာ၅ပါးပဲရင်ခံကြည့်ရင်ဒီခန္ဓာ၅ပါးကြောင့်ပဲမရနိုင်တာကိုလိုချင်တယ်ဆိုတာလေလိုချင်တယ်ဆိုတာလေဒီခန္ဓာ၅ပါးလိုချင်တာကိုလိုချင်တာတွေလိုက်ကြည့်လိုက်ခန္ဓာ၅ပါးလွတ်တာမရှိဘူးဒါကြောင့်မလို့မရတာလို့ဒုက္ခဆိုတူပြောရလေတဲ့ဒါလေးကိုဘုရားကတန်ခိတ်တေနပြင်စုပါဒာနကန္နာဒုက္ခတန်ခိတ်တေနအခြင်းအပြင်ပြင်စုပါဒာ၅ပါးသောဥပါဒာနဲ့ခန္ဓာတို့သည်ဒုက္ခဆင်းရဲလာကြ၏ခန္ဓာ၅ပါးတရားသိတာလဲဆင်းရဲပဲဒုက္ခသစ္စာပဲအဲ့ဒါလေးကိုနော်စံပုတ်လေးဆရာတော်ဘုရားကြီးကဒါလေးလည်းမှတ်သားရလဲအောင်အထူးဆိုပေးထားပါတယ်ဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးဆွဲလန်းပုံလေးကိုဒါလေးတွေပြီးကြတဲ့ဘက်ကလည်းဦးဇင်းဟောတော့ဟုတ်ခဲ့ပါပြီနော်အဲ့ဒါလေးတွေဆိုပါအောင်ထင်လွယ်သာယာဆွဲလန်းတာနတ်ပြဥပါဒံဆိုဥပါဒံနှစ်ဖြာနှစ်ပါးရှိတယ်ပေါ့ဆွဲလန်းနိုင်တဲ့ဥပါဒံကနှစ်ပါးရှိတယ်တဲ့ပါလဲဆိုတော့ထင်လွဲပြီးတော့ဆွဲလန်းတာတာယာပြီးတော့ဆွဲလန်းတာအဲ့လိုတွေ့အောင်ထင်လွဲတာယာဆွဲလန်းတာထင်လွဲပြီးတော့လဲဆွဲလန်းတယ်တာယာပြီးတော့လဲဆွဲလန်းတယ်ဥပါဒံနှစ်ပါးတဲ့တကယ်တမ်းကျတော့ဥပါဒံ၄ပါးရှိပါတယ်နော်၄ပါးရှိတာကိုတူရပေါင်းလိုက်တဲ့အခါကျတော့နှစ်ပါးပဲရအေးအဲ့ဒီနှစ်ပါးကအထင်လွဲတယ်အထင်လွဲတယ်ဆိုတာဒိဋ္ဌိပဲတားရတယ်ဆိုတာတဏှာပဲအထင်လွဲတယ်ဆိုတာနော်ငါအနေနဲ့အထင်လွဲနေတယ်ငါဥစ္စာနဲ့ငါအနေနဲ့အထင်လွဲတာဒါဒိဋ္ဌိနဲ့ဆွဲလန်းတာကိုငါလို့ထင်သူတစ်ပါးကိုလည်းသူတစ်ပါးကိုလည်းယောက်ျားမိန်းမစသည်ထင်အဲ့ဒီလိုထင်တာငါလို့ဆွဲလန်းတာပဲအတ္တဝါဒုပါဒံလို့ခေါ်အသက်ရှင်နေတဲ့အတ္တကောင်လေးအနေနဲ့နော်သူတစ်ပါးငါသူတစ်ပါးယောက်ျားမိန်းမအနေနဲ့လက်ပြကောင်လေးအနေနဲ့အလုံးခိတ်အနေနဲ့ထင်ယုံနာတရားတွေကိုယုံနာတရားမြလို့မထင်ပဲနဲ့နော်ငါလို့ထင်သူလို့ထင်ယောက်ျားလို့ထင်တယ်မိန်းမလို့ထင်တယ်အဲ့လိုထင်တဲ့အခါကျတော့သူကဆွဲလန်းမှုတွေဖြစ်သွားတာဆွဲလန်းမှုတွေဖြစ်သွားနောက်တစ်မျိုးကပါလဲဆိုတော့သီလပတုပါဒံသီလပတုပါဒံကြတော့လေဒါသူကလည်းအယူမတစ်မျိုးပဲသူလည်း
အထင်လွဲပြီးဆွဲလန်းတာခုနကတော့အတ္တကောင်နေနဲ့ဆွဲလန်းတာယုံနာကိုယုံနာလို့မမြင်ဘဲနဲ့အတ္တလို့မြင်သွားတယ်ငါလို့မြင်သွားတယ်သူလို့မြင်သွားတယ်ယောက်ျားလို့မြင်သွားတယ်မိန်းမလို့မြင်သွားတယ်အဲ့ဒါကိုဆွဲတာမိန်းမလို့ဆွဲသွားတယ်ယောက်ျားလို့ဆွဲသွားတယ်ငါလို့ဆွဲသွားတယ်သူလို့ဆွဲသွားတယ်အဲ့ဒီအစွဲတွေကဝါလွဲနေတယ်လောကဝါရအနေနဲ့မိန်းမယောက်ျားပြောတာကတော့ဒါပြဿနာမရှိဘူးဒါကြီးကိုဆွဲလန်းဖို့ကြီးတကိနဲ့တကယ်ကိုပဲအားကိုးရာတခုအနေနဲ့ဆွဲသွားတာဒါပြောကြတော့ဒိဋ္ဌိဖြစ်သွားတယ်ခုသီလပရိပါဒံကြတော့အဲ့လိုမဟုတ်ဘူးအကျင့်မားတွေကိုအကျင့်မာနေနဲ့ဆွဲတာတဲ့အကျင့်မားတွေနော်ကိုယ်ကျင့်နွားကျင့်စင်ကျင့်မြင်းကျင့်လိမ့်ဆန်နေကျင့်တဲ့အကျင့်ဒါမှမဟုတ်ဦးဇင်းတို့အတ္တကိလမတာလို့ခေါ်တဲ့ခန္ဓာကိုယ်ပင်ပန်းနှိပ်စက်ညှင်းဆဲတဲ့အကျင့်ဒီအကျင့်ထဲမှာမိခင်7ပါးအကျင့်တရားမပါဘူးသစ္စာ4ပါးလည်းမသိနိုင်ဘူးဒီလိုအကျင့်မျိုးကိုအတ္တသီလပရိပါဒံလို့ခေါ်တယ်ပြီးတော့ဘုရားသခင်ကခေါ်တယ်တို့နော်ကောင်းကင်ဘုံရောက်တယ်တို့ဒါလာတွေဆွဲလန်းတာလေဒါလည်းသီလပရိပါဒံသူတို့ထဲမှာမိခင်7ပါးအကျင့်တရားမပါဘူးပြီးတော့သစ္စာ4ပါးတရားသိနိုင်တဲ့အကျင့်တွေမပါဘူးမပါတဲ့အတွက်သူသီလပရိပါဒံပဲဒါလည်းဒိဋ္ဌိပဲအဲ့ဒါကြီးကိုအကျင့်ကောင်းနေနဲ့ဆွဲလန်းနေရင်အဲ့ဒါဒိဋ္ဌိဖြစ်သွားတာမိခင်7ပါးအကျင့်တရားရှိတဲ့မြတ်စွာဘုရားနောက်ဆုံးအနေနဲ့ဟောတဲ့စကားလေးမိခင်7ပါးအကျင့်တရားရှိတဲ့သာသနာမှာသာသောတာပန်သဂရကံအနာကံယန္တာဆိုတဲ့နော်ပုဂ္ဂိုလ်တွေဖြစ်နိုင်အရိယာပုဂ္ဂိုလ်10ယောက်ရှိနိုင်တယ်ပေါ့သောတာပန်ယံသဂရကံယအနာကံယယန္တာယံဆိုပြီးရှိနိုင်မိခင်7ပါးမရှိတဲ့သာသနာမှာသောတာပန်သဂရအနာကံယန္တာမဖြစ်နိုင်ဘူးဒါဘုရားအတိအကျဟောတာဒါကြောင့်မလို့မိခင်7ပါးအကျင့်တရားမပါတဲ့အကျင့်မျိုးဟာဘလို့အကျင့်မျိုးပဲဖြစ်ဖြစ်တဲ့သီလပရိပါဒံအဲ့ဒါတွေကိုနော်အကျင့်ကောင်းနေနဲ့ဆွဲလန်းနေတော့အဲ့ဒါဥပါဒံဖြစ်ပြီအယူလွဲပြီးတော့ဥပါဒံဖြစ်တာအယူမှားပြီးတော့ဥပါဒံဖြစ်အဲ့လိုမျိုးကိုပြောတာဒါတွေကလောကမှာအများကြီးပဲနော်လောကမှာအများကြီးပဲပြောစရာတွေအများကြီးပဲအဲ့တော့ဒီမဂ္ဂင်7ပါးအကျင့်တရားသိတာလေကိုယ့်ရဲ့တဏ္ဍာမှာပြည့်စုံအောင်လုပ်မဂ္ဂင်7ပါးအကျင့်တရားကိုယ့်ရဲ့တဏ္ဍာမှာပြည့်စုံရင်ဘုရားဟောတဲ့အတိုင်းသောတာပန်သဂရနာကယန္တာလည်းဖြစ်နိုင်နေတဲ့အဲ့ဒီအကျင့်နေမှာတော့ဗာကျန်တဲ့အကျင့်မှန်သမျှသီလပရိပါဒံဒါအယူမအနေနဲ့ဆွဲလာအကျင့်မအနေနဲ့ဆွဲလန်းတာပေါ့အစောတော့ကဟာကြတော့အယူမအနေနဲ့ဆွဲလန်းတာဒါကတော့အကျင့်မအနေနဲ့ဆွဲလန်းတာနောက်တစ်ခုကဘာလဲဆိုဒိဋ္ဌုပါဒံအဲ့ဒါတွေကတော့ကျန်တဲ့ဒိဋ္ဌိတွေအကုန်လုံးပဲသဒ္ဒရာဒိဋ္ဌိတို့ဥစ္စေရာဒိဋ္ဌိတို့နတ္ထိကဝါရလို့အာယတုကဝါတို့အဲ့ဒါတွေအကုန်လုံးဟာဒိဋ္ဌိတွေပါသွားကျန်တဲ့ဒိဋ္ဌိအကုန်လုံးပါအဲ့ဒါလေးကအကုန်လုံးအရာကောက်တော့ဒိဋ္ဌိပဲတဲ့အယူမှားတဲ့အနေနဲ့ဆွဲလန်းတာတွေကြီးပဲဒါကြောင့်မလို့ဆွဲလန်းတယ်ဆိုတာနော်မှားပြီးတော့ဆွဲလန်းတာရှိတယ်တာယာပြီးတော့ဆွဲလန်းတာရှိတယ်ဒါကြောင့်မလို့ထင်လွဲတာယာဆွဲလန်းတာတာယာဆိုတာကတော့တဏှာနဲ့တာယာတာပေါ့လေဒါမို့ပြောတာထင်လွဲတာယာဆွဲလန်းတာနဗျာဥပါဒံငါဥစ္စာဆွဲနိုင်တာဥပါဒနာခံငါလို့ဆွဲနိုင်ငါဥစ္စာလို့လည်းဆွဲနိုင်အဲ့ဒါကိုဘာလို့ခေါ်လဲဥပါဒနာခံလို့ခေါ်တယ်ဆွဲလန်းတယ်ဆိုတဲ့နေရာမှာခုနကပြောတဲ့အတိုင်းထင်လွဲပြီးတော့ဆွဲလန်းတာရှိတယ်တာယာပြီးတော့ဆွဲလန်းတာရှိတယ်ဆွဲလန်းပုံဆွဲလန်းနေကြတော့ငါလို့ဆွဲလန်းတာဒါကဒိဋ္ဌိနဲ့ဆွဲလန်းတယ်ငါဥစ္စာလို့ဆွဲလန်းတယ်ဒါကတဏှာနဲ့ဆွဲလန်းတယ်အဲ့ဒီပုံစံနဲ့ဆွဲလန်းပြီးတဲ့ဘက်ကဒါလေးလည်းပြောခဲ့ပြီနော်အဲ့တော့ဆွဲလန်းပုံဆွဲလန်းနည်းကငါလို့ဆွဲတယ်ငါဥစ္စာလို့ဆွဲတယ်များသောအားဖြင့်ဒီလိုပဲဆွဲကြတာဒီအဆွဲလေးတွေမပြောင်းနိုင်သေးသမျှတော့အဆွဲလေးတွေကရှိနေသေးတယ်နော်ဒါလည်းပဲပြောရရင်တော့အမှန်ကိုမသိတော့အမှန်မသိသေးခင်တော့ဆွဲမှာပဲအမှန်သိသွားမှမဆွဲမှာအမှန်မသိခင်တော့ဆွဲမှာအဲ့တော့အမှန်ကအရင်ဥမှလည်းပဲမဆွဲမှာပဲနော်အဲ့လိုမဟုတ်ဘဲနဲ့အတိအရင်မလာရင်တော့လေဆွဲလန်းမှုကရောက်သွားတာပဲဒီဆွဲလန်းမှုကြတော့သူအထူးသင်ကြားနေရတာမှမဟုတ်တာဟုတ်နော်ဒီအမှန်တိုင်းသိအောင်ကြတော့တော်တော်လေး
တင်ကြရတယ်လေ့လာရတယ်ကျင့်ကြံရတယ်ဒီဆွဲလန်းတာကြတော့အထူးတင်ကြားစရာမလိုဘယ်ကလေးမှတင်စရာမလိုဘာဖြစ်လို့ဆိုတော့တန်တာလုံးဒီဟာပဲမိဝဲလာတာနော်တန်တာလုံးဒါကြီးကမိဝဲလာဒီတဘွားနဲ့ကြည့်မယ်ဆိုလဲမွေးဘွားကလေးကဒါကြီးကဒီအဆွဲကြီးကပါလာတော့ तू အထူးတင်စရာမလို तू အထူးကိုတင်စရာမလိုဟိုငငယ်တော့ကဦးဇင်းတော်ဟွာလို့ပေါ့လေအမေတို့အဖေတို့ကကလေးတွေကိုကြောက်တရေကြီးလာပြီနော်တရေကြီးလာပြီဆိုတော့တရေကြီးနဲ့ကြောက်အဲ့တော့တရေကိုကလေးကပါဆိုကြောက်စရာလို့ထင်ကြောက်စရာလို့စွဲနေဦးဇင်းတို့ဆိုရင်တရေကြီးလာပြီကြောင်မာကြီးလာပြီအဲ့လိုကြီးဆိုရင်ကြောင်ကလည်းကြောက်စရာဖြစ်တရေကြီးကလည်းကြောက်စရာဖြစ်ကြောင်ကလည်းညကြမှာလာတာဟုတ်မျိုးလုံးပြူးပြူးနေဆိုတော့ကြောက်စရာအဲ့တော့ငငယ်လေးကလေးကမိဘတွေကအဲ့ဒီလိုနော်ပြောထားတော့ဒါကိုကြောက်စရာလို့ပဲထင်စွဲနေနောင်တိလာတဲ့အခါတရေဆိုတာကိုယ်ဘာမှသိလုံနိုင်တာမဟုတ်ဘူးကြောက်စရာမလိုဘူးလို့ဆိုရင်မဲ့လေသူများဒီနေရာတရေကြောက်တယ်လို့ဆိုရင်ကြောက်သေးတာပဲစွဲနေတာစွဲနေအဲ့ဒီလိုပဲဦးဇင်းတို့ဒီဆွဲလာနိုင်တဲ့ခန္ဓာ၅ပါးတွေဆိုတာဦးဇင်းတို့ကဆွဲလာခဲ့တာကြာပြီငါလို့ဆွဲလာခဲ့တာကြာငါဥစ္စာလို့လည်းဆွဲလာခဲ့တာကြာအထူးသင်ကြားစရာမလိုပဲနဲ့ကိုဆွဲလာခဲ့အဲကြောင့်မလို့နော်ဘာပဲတွေးလိုက်ငါအနေနဲ့ပဲငါဥစ္စာအနေနဲ့ပဲကိုလို့ဆိုလဲငါပဲငါလက်ပဲငါခြေပဲငါမျက်နှာပဲငါကောင်းပဲငါစံပင်ပဲငါနှာခေါင်းပဲငါခြေထောက်လေးပဲငါခန္ဓာကိုယ်လေးပဲဒီလိုသွားတာဒါရှေးရိုးဆွဲဖြစ်နော်ခုနကသေးကိုကြောက်စရာလို့စွဲတယ်လို့မျိုးတရားလည်းစွဲနေအဲ့ဒီအစွဲမဥခင်တဲ့အတိဥမပဲအစွဲမဥခင်အတိဥမပဲအတိမဥပဲနဲ့အစွဲဥသွားရင်တော့အဲ့ဒီအစွဲကလည်းဖြတ်လို့မရဗျနော်စွဲသွားရင်မရအဲ့ဒီအစွဲတွေလုံသွားလို့လဲနော်ဘာဖြစ်လဲဘဝတွေဖြစ်ကြတော့ဒါကြောင့်မလို့ငါဥစ္စာဆွဲနိုင်တာဥပါဒာနဲ့ကံအဲ့ဒါဆွဲပုံဆွဲနေပြောတာနောက်တစ်ခုကဘာလဲရုပ်ဝေသင်ညာသင်္ခါရဝိညာဤငါတံတဲ့အဲ့ဒါလေးဆိုပါဦးရုပ်ဝေသင်ညာသင်္ခါရဝိညာဤငါတံဆိုရုပ်ရယ်ဝေဒနာရယ်သင်ညာရယ်သင်္ခါရရယ်ဝိညာဏဝိညာဏလို့ခေါ်တယ်ဝိညာရယ်အဲ့ဒါလေးတွေကိုသူကဆွဲလန်းတာတဲ့ဆွဲလန်းနိုင်တဲ့တရားတွေပေါ့ဆွဲလန်းနိုင်တဲ့တရားတွေဆိုတာဘာလဲဆိုတော့ဒီ၅ပါးပဲရုပ်ရယ်ဝေဒနာရယ်သင်ညာရယ်သင်္ခါရရယ်ဝိညာဉ်ရယ်ရူပခန္ဓာဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာခန္ဓာနဲ့ပြောတော့အဲ့လိုပြောတာဒါတွေကိုဆွဲလန်းတာပဲဒါဆွဲလန်းနိုင်တဲ့တရားတွေပဲဆွဲလန်းနိုင်လို့လည်းပဲသူတို့တွေကသူကဆွဲဥပါဒံလို့ခေါ်တော့နော်ဆွဲလန်းနိုင်လို့ပဲဥပါဒံလို့ခေါ်တော့ဒါကြောင့်မလို့တကူချင်းဆွဲတော့တကူချင်းပြောတော့ရူပပါဒနခန္ဓာဝေရဏုပါဒနခန္ဓာသင်ညုပါဒနခန္ဓာသင်္ခါရုပါဒနခန္ဓာဝိညာဏုပါဒနခန္ဓာဆိုပြီးတော့ဒီလိုလေးပြောတာတကူချင်းကိုဆွဲနိုင်တာဟုတ်ရူပပါဒရုပ်ကိုလည်းဆွဲလန်းနိုင်တာဝေရဏုပါဒဝေဒနာကိုလည်းဆွဲလန်းနိုင်တာသင်ညုပါဒသင်ညာကိုလည်းဆွဲလန်းနိုင်တာသင်္ခါရုပါဒသင်္ခါရကိုလည်းဆွဲလန်းနိုင်ဝိညာဏုပါဒဝိညာဉ်ကိုလည်းဆွဲလန်းနိုင်တာဆွဲလန်းနိုင်တာအဲ့တော့ဒီဆွဲလန်းနိုင်တာတွေကအဲ့လို၅ပါးရှိတယ်ဒါကြောင့်မလို့ရုပ်ဝေသင်ညာသင်္ခါရဝိညာဉ်အင်္ဂါတံတဲ့ဆွဲလန်းနိုင်တဲ့တရားတွေဆိုတာဘာလဲဆိုတော့ဒီ၅ပါးပဲဆိုတာလေးကိုဆိုတော့ဘုရားကြီးကထပ်ပြီးတော့စီပြနော်အဲ့တော့ဒီယုတ်တရားဆိုတာနော်အဝေးမကြည့်ပါနဲ့ကိုပဲကြည့်ပေါ့နော်ယုတ်တရားကိုဆွဲလန်းနေတယ်ဆိုတာလေကိုကြည့်ကိုမျက်နှာမှာဘာတွေရှိမျက်စိလေးရှိမျက်စိလေးပေါ်မှာလဲဆွဲလန်းတာပဲငါဥစ္စာအနေနဲ့ဆွဲကြည့်ပေါ့
ငါဆိုတာဘာလဲဆိုတော့ဒိဋ္ဌိနဲ့ဆွဲတာထင်လွဲပြီးဆွဲတာပေါ့ငါဥစ္စာဆိုတာဘာလဲတဏှာနဲ့ဆွဲတာကိုမျက်စိလေးကိုတော့ငါရဲ့မျက်စိလေးဆိုပြီးတော့ဆွဲတာပဲငါအနေနဲ့ဆွဲတယ်ငါရဲ့မျက်စိလေးအနေနဲ့ဆွဲတာပဲတူတူပဲနှာခေါင်းလေးမျက်ခုံးလေးမျက်လုံးလေးတွေမျက်ခုံးလေးတွေမျက်တောင်လေးတွေဒါလေးတွေလည်းတဏှာနဲ့ตายရပြီးတော့လဲဆွဲတာပဲကိုပဲနော်ကိုပဲတဏှာနဲ့ตายရပြီးတော့လဲဆွဲတာဒိဋ္ဌိနဲ့လည်းပဲငါနဲ့ဆွဲနေတာသူဆိုလဲသူနဲ့ဆွဲနေတယ်ယောက်ျားဆိုလဲယောက်ျားနဲ့မိန်းမပဲဆိုမိန်းမအလည်းရောက်ဆွဲနေတာအဲ့လိုဆွဲတာကဘာလဲဆိုတော့ဒိဋ္ဌိပဲထင်လွဲပြီးတော့ဆွဲလန်းတာရှိတယ်ตายရပြီးတော့ဆွဲလန်းတာရှိတယ်ဒါကြောင့်မလို့ယုတ်တရားဆိုတာကလည်းပဲရူပပါရဏခန္ဓာဆိုတဲ့အတိုင်းပဲဆွဲလန်းနိုင်တယ်ခန္ဓာတစ်ခုပဲအဲ့တော့ဆွဲလန်းတယ်ဆိုတာကလည်းခုနဦးစင်းပြောသလိုပေါ့လေအမှန်ကိုမသိလို့အမှန်ကိုမသိတော့ဆွဲကြတာအမှန်သိရင်တော့မဆွဲဘူးအမှန်ဒါကြောင့်မလို့အမှန်သိဖို့လိုတယ်ဆိုတာအဲ့ဒါပြောရုပ်ဆိုရင်ဒါရုပ်ရဲ့သဘောပေါ့နော်ရုပ်ရဲ့သဘောမှန်ကိုသိဖို့လိုတော့အလုံးနားလည်တဲ့သဘောနဲ့ပြောရတော့ရုပ်တရားဆိုတာနော်ဖြစ်ပေါ်ပြီးတော့ပြတ်သွားတဲ့သဘောဒီသဘောကိုနားလည်သွားရင်တော့ဒါကောင်းကောင်းနားလည်တယ်ပြောရမှာဒါပေမဲ့ရုပ်ဆိုတာအရင်ခံအားဖြင့်ကြည့်မယ်ဆိုရင်ရုပ်ပတိတိရူပံပဲရုပ်ပတိဖောက်ပြန်တတ်တယ်ရုပ်ဆိုတာဖောက်ပြန်တတ်တဲ့သဘောရှိတာပဲဦးဇင်းတို့ရုပ်ကိုကြည့်ပါလားဖောက်ပြန်တာဖောက်ပြန်တတ်လို့ကိုရုပ်လို့ခေါ်တာပဲသူကရုပ်ဆိုရင်ဘယ်ရုပ်ပဲဖြစ်ဖြစ်ဖောက်ပြန်တတ်တာလူခန္ဓာမှာရှိတဲ့ရုပ်လည်းဖောက်ပြန်တာတိရစ္ဆာန်တွေမှာရှိတဲ့ရုပ်လည်းဖောက်ပြန်တာဟိုနတ်တွေမှာရှိတဲ့ရုပ်လည်းဖောက်ပြန်တာဟောပြင်ပတတ်မဲ့ဝတ္ထုလို့ခေါ်တဲ့အခုလိုကျောင်းအဆောက်အဦကြီးတွေတစ်ပင်ကြီးတွေသူတို့လည်းမဖောက်ပြန်လားဖောက်ပြန်တာပဲဘလို့ဖောက်ပြန်လဲရာသီဥတုနော်အပူအေးနဲ့တွေ့ရင်ဖောက်ပြန်တာတိတေနပိရုပ်ပတိတွေတိတေနအေးကြောင့်လည်းဖောက်ပြန်တာဦးဇင်းတို့ရုပ်ကိုကြီးကိုအေးကန်းနဲ့သွားထားကြည့်ပါကိုခဲကုန်ပါဘူးအေးလုံးအားကြီးရင်သေတောင်သေသွားနိုင်တာဆောင်းတဲ့ကာလအေးရင်တောင်မှတုံးလို့ဒါပါလဲဆိုအေးကြောင့်ဖောက်ပြန်သွားတာပုံမှန်နေသားမဟုတ်တော့အုံနေနပိရုပ်ပတိတွေဒါဘုရားဟောတာလေးကြီးနော်အပူကြောင့်လည်းဖောက်ပြန်တတ်တာရာသီဥတုလည်းနည်းနည်းပူလာရင်နော်ချွေးတွေစို့လာအိုက်လာဆက်လာအဲ့ဒါဖောက်ပြန်လာတာရုပ်ကိုကြီးကပုံမှန်နေတာမဟုတ်တော့ဖောက်ပြန်လာတယ်ဒါကြောင့်မလို့တိတေနပြီအေးကြောင့်လည်းဖောက်ပြန်တတ်တယ်အပူကြောင့်လည်းပဲဖောက်ပြန်တတ်တယ်ပူလုံးမကပူလို့တဲ့ခါကျတော့ပိုးပြီးတော့ဖောက်ပြန်တာပေါ့တိတ်ပြီးတော့ပူလုံးတဲ့နေရာမှာသွားထားကြည့်ပါလားရုပ်ကိုကြီးကနော်ကြေမွပြာတောင်းကြတော့အခုခေတ်အလောင်းတွေမိချို့တာကြည့်ပေါ့နော်အပူဆုံးရတဲ့နဲ့ချို့ပလိုက်တဲ့ခါကျတော့ပြာကျသွားတာအပူကြောင့်ဖောက်ပြန်တာရုပ်ရဲ့သဘောကဖောက်ပြန်တယ်ဘာလို့ဖောက်ပြန်လဲတိတေနပိရုပ်ပတိဩနေနပိရုပ်ပတိဇီကေစာယပိရုပ်ကတိစာလောင်ခြင်းကြောင့်လည်းပဲဖောက်ပြန်တတ်တယ်ဟုတ်တယ်မစားရရင်လည်းဖောက်ပြန်တာပဲလေညစာစားနေကြပုဂ္ဂိုလ်ညစာမစားရရင်အချိန်တန်ရင်ဘာဖြစ်လဲစားနေရောပဲဖောက်ပြန်လာအတွင်းတွေကကွီးကွက်နေမြည်နေအောင်နောက်2ရက်လောက်များမစားရရင်ပိုးပြီးတော့ဖောက်ပြန်3ရက်လောက်များမစားရင်ပိုးပြီးတော့ဖောက်ပြန်4ရက်5ရက်6ရက်9ရက်လောက်မစားရရင်သေတော့သေနိုင်အစာမစားလို့သေတဲ့မသားတွေလည်းရှိတာပဲဖောက်ပြန်သွားတာအလုံးကြဖို့တဲ့ကတ္တဗမြတ်စွာဘုရားလက်ထက်နောက်ပိုင်းသာသနာမှာတောင်ပေါ်တက်ပြီးရန်တရားအထောက်ကြတဲ့ရန်တော်တွေ9ရက်နေတော့ဘာဖြစ်သွားပြန်တော်မူကုန်တယ်ပြိဋိဘံဆန်တဲ့ပုဂ္ဂိုလ်ကတော့သူတတန်းအလျော်ပြိဋိဘံဆန်တာပေါ့အဲ့ဒါဘာလဲဆိုတော့အစာရည်စာပြတ်သွားတာဒါကြောင့်မလို့ဇိကိစာယစာလောင်မှုကြောင့်လည်းပဲဖောက်ပြန်တတ်တယ်ဘလောက်ထိပေါက်ပြန်သွားလဲအဲ့ဒီရန်လေးဆိုသေတောင်သေသွားတာပဲပိပတာယပိရေငတ်ချင်းကြောင့်လည်းပဲဖောက်ပြန်တတ်ပါတယ်ရေငတ်တယ်နော်ရေငတ်လို့ဖောက်ပြန်တာကတော့ရှားကောင်းရှားမယ်ပေါ့ဒါမဲ့လည်းရှိတော့ရှိတချို့ရေရှားပါတဲ့ဒေသတွေကအများကြီးရှိ
ကိုကန္တာရတွေပါလေဆိုရေကတော်တော်ရှောင်းအဲ့တော့ရေချခြင်းကြောင့်လည်းပဲဖောက်ပြန်တတ်တယ်ဒါဦးဇင်းတို့အခုခေတ်တော့တော်တော်များများရေတွေကရနေကြတာများရဲ့ဦးဇင်းတို့အညာဘက်တွေအရင်တော့ကရေသိပ်ချတာလက်ရတွင်းလေးတွေနဲ့ခတ်ရတဲ့အထက်မှာဦးဇင်းတို့ဘက်တွေလည်းပါတယ်လက်ရတွင်းလေးတွေနဲ့နော်ဥမုတ်လေးတွေဥမုတ်တောင်မဟုတ်ပါဘူးထန်းသီးမုတ်လေးတွေနဲ့တစ်စက်ဟိုတစ်ခွက်ချင်းခတ်ရရေတောက်ရေလေးရဖို့အတွက်မလွယ်ဘူးချိုးရေဆိုလဲဒီလိုပဲချိုးရေသုံးရေလဲခက်တာပဲတော်တော်ခက်တယ်ည12နာရီတနာရီလောက်အဲ့ဒီအချိန်ထိအောင်တွင်းမှာရေခတ်တဲ့သူတွေမပြတ်ဘူးအခုနောက်ပိုင်းတော့လဲခိမိတိုးတက်လာတဲ့ခါကျတော့စက်ကြီးတွေနဲ့ပေါ်လိုက်တဲ့ခါကျတော့လဲရသွားတာအဲ့တော့ပြောလို့တာကဇီကိစာယပိပါတာယရေငတ်ခြင်းကြောင့်လည်းပဲဖောက်ပြန်တတ်ပါတယ်တဲ့နောက်ဒန္တမကတဝါဒတပတရိတပသမ္ပတ္တချင်းနေကြိုက်တာမက်တွေကြိုက်တာဒါတွေကြောင့်လည်းဖောက်ပြန်တာဟုတ်တယ်ချင်းလေးကြိုက်လိုက်တော့အခုလေးထသွားတယ်ပြုစိတ်လေးကြိုက်လိုက်အခုလေးထသွားတယ်နော်နောက်သားရဲလို့ခေါ်တဲ့ချင်းသေးတွေကြားတွေများကြိုက်ခံရတော့သေတော်သေနိုင်တာပဲနော်ငွေတွေဘာတွေကြိုက်ခံရလဲအခက်မသိရင်သေနိုင်တာပဲဒါပါလဲဆိုတော့ဖောက်ပြန်တတ်တဲ့သဘောကိုပြောတာအဲ့ဒါတွေကြောင့်ဖောက်ပြန်တတ်တယ်တဲ့ဒီယုတ်ကြီးကအဲဒါမလို့ရုပ်ပတိတိရူပံရုပ်ပတိဖောက်ပြန်တတ်၏အဲ့တော့ယုတ်တရားဆိုတာခုနကဦးစင်းပြောသလိုပဲနော်ဘယ်ယုတ်တရားဖြစ်ဖြစ်ဖောက်ပြန်တတ်ဟိုအပေါ်ကနတ်ပြေကနတ်သားနတ်သမီးတွေသူတို့ယုတ်တွေလည်းဖောက်တော့ဖောက်ပြန်တာပဲဒါပေမဲ့ရုပ်ရဲ့သဘောဆိုတာတော့ဖောက်ပြန်တာတော့ဖောက်ပြန်ပါဘူးနော်ဒါပေမဲ့ခုနပြောသလိုပေါ့လေတီတေနပြီအုံနေနပြီအေးကြောင့်ဖောက်ပြန်တယ်အပူကြောင့်ဖောက်ပြန်တယ်ဒီလိုဆိုတာဆိုတော့သူကအဲ့ဒီအေးအပူတွေညီမျှနေတော့မဖောက်ပြန်ဘူးဒါကြောင့်မလို့နတ်သားနတ်သမီးတွေရုပ်ရည်တွေကြတော့သိမသိတာအိုမှမသိတာဗြမာကြီးတွေရဲ့ရုပ်တွေနော်သူတို့တွေကြတော့အဲ့လိုကြမ်းတမ်းတဲ့ຢာတိဥဒ္ဓကလည်းမရှိဘူးကြမ်းတမ်းတဲ့အပူတွေကြမ်းတမ်းတဲ့အေးတွေဦးဇင်းတို့လူပြေမှာလို့ချင်းသေးတွေကြားတွေချင်းတွေမက်တွေဆိုတာလည်းရှိတာမဟုတ်တော့သူတို့မှာဖောက်ပြန်မှုနည်းတယ်ပြောရမှာဒါပေမဲ့သူတို့လည်းရုပ်ကိုဒီရုပ်ကြီးကိုပိုင်ဆိုင်ထားတဲ့အတွက်အဲ့ဒီဟာမျိုးတွေနဲ့တကယ်လို့တွေးကြရင်ဖောက်ပြန်မှာပဲဒါကြောင့်မလို့ရုပ်ပတိတိရူပံရုပ်ပတိဖောက်ပြန်တတ်တယ်တဲ့ဒါကြောင့်မလို့ရုပ်လို့ခေါ်တာအေးအဲ့ဒါကြောင့်မလို့ရုပ်တရားကြီးဆိုတာအဲ့ဒီလိုဖောက်ပြန်တတ်တဲ့သဘောရှိတယ်ဆိုတာလေးကိုဒီသဘောလေးတွေလည်းသိဖို့လို့အဲ့ဒီဖောက်ပြန်တတ်တဲ့ရုပ်တရားကြီးကိုနော်မသိသေးတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အာကိုးစရာကြီးအနေနဲ့ဆွဲလန်းတာတဲ့ရူပုပါဒာနခန္ဓာရူပရုပ်တရားကိုဥပါဒနာဆွဲလန်းတာဘုရားတို့ဒီရုပ်ကြီးတရားကြီးကိုပဲဆွဲလန်းမိလို့နော်တရားကိုတရားတန်ရောစင်နေဖြစ်နောင်ဖွဲ့အဲ့ဒါပါလဲဆိုတော့ဥပါဒံဆွဲလန်းမိလို့ဆွဲလန်းမိပြီဆိုရင်ဖြောက်ရခက်တယ်ဆွဲလန်းမိဆိုဖြောက်ရသိခက်တယ်မျက်စိနဲ့ကိုယ်သဘောကျတဲ့အစင်းအာရုံလေးမြင်မိပြီဆိုပါဆိုတော်တော်ဖြောက်ရခက်တယ်အဲ့ဒါလေးကဟိုမျက်စိတွေကထွက်ကိုမထွက်ဘူးဆိုတာလို့ဓာတ်ပုံရိုက်ထားသလိုပဲဆွဲနေရောအေးအဲ့ဒီဆွဲလန်းမှုပါပရမတော့မြင်လိုက်လို့သဘောကျယုံလောက်ဆိုတော်သေးတယ်နော်ဆွဲလန်းသွားပြီဆိုရင်ဥပါဒနာဆွဲလန်းတဲ့အစဉ်ရောက်သွားပြီဆိုရင်အဲ့ဒီဆွဲလန်းမှုကဘာဖြစ်သွားလဲဆွဲလန်းထားတဲ့အရာကိုရအောင်လှုပ်တော့တာဟိုကိုကတကယ်ဆွဲလန်းပြီဆိုမရမနေလေဒါရမှဖြစ်မှာရမှကိုဖြစ်တော့မှာဆိုရင်အဲ့ဒါကိုမရအောင်ကြိုးစားရတယ်အေးအဲ့ဒီလိုလှုပ်တဲ့အခါကျတော့တရားတော်နိလနဲ့လှုပ်တာရှိတယ်မတရားတော်နိလနဲ့လှုပ်တာရှိမတရားတော်နိလနဲ့လှုပ်ရင်တော့မကောင်းတာတွေဖြစ်ပြီးတော့မကောင်းတဲ့အကျိုးတွေပြီးတော့မှာပဲတရားတော်နိလနဲ့လှုပ်ရင်တော့လည်းကောင်းတာတွေလှုပ်ရင်တော့ကောင်းတဲ့အကျိုးတွေရမှာပေါ့လေအဲ့တော့အဲ့လိုလှုပ်ပြီးဆိုကြတဲ့ကောကဘာဖြစ်သွားလဲဘဝတွေဖြစ်သွားတယ်တဲ့ကမ္မဘဝကံနေဖြစ်သွားတာပေါ့ဆွဲလန်းတဲ့အရာကိုအကြောင်းပြုပြီးတော့ကံနေဖြစ်သွားတယ်အဲ့ဒီကံတွေကတဆင့်ဘာဖြစ်သွားလဲဘဝဆိုတာလာတာဒါကြောင့်မလို့ဥပါရဏပစ္စယဘဝဆွဲလန်းမှုကြောင့်ကမ္မဘဝကံနေဖြစ်တယ်
ကုသိုလ်ကံအကုသိုလ်ကံကောင်းတဲ့နည်းနဲ့လုပ်ရင်ကုသိုလ်ကံပေါ့မကောင်းတဲ့နည်းနဲ့လုပ်ရင်အကုသိုလ်ကံပေါ့ဆွဲလန်းမှုကြောင့်လုပ်တယ်ဆိုတော့များသောအားဖြင့်နော်မကောင်းတဲ့ဘက်ကများမှာပါအဲ့ဒီလိုကံနေဖြစ်သွားပြီဆိုရင်အဲ့ဒီကံကအကျိုးပေးပြီဘယ်လိုအကျိုးပေးလဲဘဝပစ္စယဇာတိဆိုတဲ့မွေးဖွားမှုလာပြီးဇာတိဆိုတဲ့မွေးဖွားမှုလာရင်နောက်ကနေလာတော့မယ်ဇရာရဲ့မရဏရဲ့အိုရမယ်နာရမယ်သေရမယ်ဇာထဲမှာစိုးရင်ရမယ်ငိုကြွေးရမယ်ပူဆိုးရမယ်စလုံးကဆင်းရဲတွေအကုန်လုံးလာပြီအဲ့ဒါဘယ်ကနေလာလဲဆိုတော့ဆွဲလန်းမှုကနေလာတာအဲ့ဒီဆွဲလန်းမှုမဖြစ်ခင်ဆွဲလန်းမှုမဖြစ်အောင်ခုနကပြောတယ်အတိလေးကဥဖို့လိုတယ်ယောဂီတယောက်အနေနဲ့ဆိုရင်ရှုမှတ်မှုလေးကဥဖို့လိုတယ်ရှုမှတ်မှုလေးကမဥဘူးဆိုရင်ဝိပဿနာရဲ့အာယုံမဖြစ်တော့ဥပါဒာရဲ့အာယုံဖြစ်သွားရောဥပါဒာအာယုံဖြစ်သွားရင်ဆွဲလန်းသွားတာပေါ့ဝိပဿနာအာယုံဖြစ်တော့မဆွဲဘူးပေါ့ဒါကြောင့်မလို့ရှုမှတ်မှုကဥဖို့လိုတယ်ပေါ့အဲ့ဒီလိုပဲဦးဇင်းတို့ရုပ်တရားကိုဆွဲလန်းနိုင်တယ်လို့ပဲဝေဒနာကိုလည်းဆွဲလန်းတာဝေဒနုပါဒနတ်ခန္ဓာဝေဒနာဆိုတာကခံစားတာနော်ဒါပေမဲ့ဦးဇင်းတို့မြန်မာလူမျိုးတွေကတော့ခံစားတယ်လို့သိမပြောဘူးဘယ်လိုပြောလဲကောင်းတယ်မကောင်းဘူးဒီလိုပဲပြောတာကောင်းလိုက်တာမကောင်းချမ်းသာတယ်ဆင်းရဲတယ်သုံးတော့သုံးပြီမယ်ဒါပေမဲ့များသောအားဖြင့်ကောင်းတယ်မကောင်းဘူးပဲပြောကြတာကောင်းတယ်ဆိုတာဒုက္ခဝေဒနာမကောင်းဘူးဆိုတာဒုက္ခဝေဒနာသိကောင်းတယ်လည်းမဟုတ်ပါဘူးရိုးရိုးပါပဲတာမန်ပါပဲဆိုရင်ဥပ္ပခဝေဒနာလိုပဲပြောကြတာနော်အဲ့ဒီကောင်းတာမကောင်းတာပုံမှန်နဲ့လိုက်ပြီးတော့ခံစားတာပဲနော်ကောင်းတယ်ဆိုရင်အဲ့ဒီကောင်းတဲ့အာရုံလေးပေါ်ဆွဲလန်းပြီးသွားတာပဲဆွဲလန်းပြီးသွားတာဒါလေးတွေကခံစားလို့ကောင်းလိုက်တာဟောဆွဲလန်းသွားရောမကောင်းတာဆိုရင်လည်းမကောင်းတဲ့အလျောက်ဆွဲလန်းတယ်လို့ပြောလို့ရမကောင်းတာဆိုတာတော့ဆင်းရဲတာကိုဆင်းရဲဒုက္ခကိုအဲ့ဒီဒုက္ခကလည်းဒုက္ခတွေမတည်ဘူးလေဒုက္ခကနေလွတ်မြောက်လို့တဲ့စိတ်ဖြစ်တာကိုဒီဆင်းရဲကြီးနဲ့တွေ့ရင်ဆင်းရဲကိုဒီမခံနိုင်ဘူးဒီဆင်းရဲကနေလွတ်မြောက်ခြင်းဆင်းရဲကနေလွတ်မြောက်ပြီးတော့ချမ်းသာကိုရောက်ချင်တာဒါလည်းဆွဲလန်းတာပဲဆင်းရဲကိုဆွဲလန်းတာတော့မဟုတ်ဆင်းရဲကနေလွတ်မြောက်ချင်တာဒါကိုဆွဲလန်းတယ်ခေါ်တာဒါကြောင့်မလို့ဝေဒနာကိုလည်းပဲဆွဲလန်းတာကောင်းတယ်မကောင်းဘူးကြည့်လို့ကောင်းတယ်ကြည့်လို့မကောင်းဘူးပေါ့မြင်လို့ကောင်းတယ်မြင်လို့မကောင်းဘူးပေါ့စားလို့ကောင်းတယ်စားလို့မကောင်းဘူးပေါ့ကြားလို့ကောင်းတယ်ကြားလို့မကောင်းဘူးပေါ့ဒါမို့ကိုပြောတာအဲ့ဒါလေးပေါ်မှာလည်းလိုက်ပြီးဆွဲနေတာပဲလေတချို့ဆိုရင်မြင်ရတဲ့အာယုံလေးတော့ကောက်ကောက်လိုက်တချို့ဆိုရင်ကြားရတဲ့အတန်လေးတော့ကောက်ကောက်လိုက်တော့ပါသွားဆွဲနေဟုတ်တယ်ဦးဇင်းတို့ဒီစိတ်တွေဟာလေတခါတည်းကိုယ့်ကိုယ်ပြန်ပြီးတော့စဉ်းစားကြည့်အာယုံနောက်ကိုပါသွားတာပဲဆွဲမိဆွဲရအာယုံနောက်ပါသွားတာအစင်းအာယုံလေးကကောင်းရင်အဲ့ဒီအာယုံနောက်ပါသွားရောစိတ်ကအတန်အာယုံလေးကကောင်းရင်အတန်နောက်ပါသွားရောဒါကြောင့်မလို့အာယုံရှိရာစိတ်ဖြစ်တယ်ဟုတ်တယ်စိတ်ဆိုတာအာယုံရှိမှဖြစ်တယ်အာယုံမရှိတော့မဖြစ်ဘူးဒါပေမဲ့အဲ့ဒီအာယုံလည်းသူကြိုက်တဲ့အာယုံဆိုပို့ဖြစ်ပြန်ဒီအစင်းအာယုံလေးကိုသူကြိုက်နေဆိုအဲ့ဒီအာယုံလေးပေါ်မှာပဲကြာကြာဖြစ်ရင်ဖြစ်နေရောဒါပေမဲ့ဟိုဘက်ကအတန်လေးဒိုင်းကနေကြားလိုက်အတန်ကအစိတ်ကအဲ့ရောက်သွားပြန်ရောအဲ့တော့စိတ်ဆိုတာလေသူကြိုက်ရာအာယုံသူကြရာအာယုံသူသဘောကြရာအာယုံကိုလိုက်ပြီးတော့ဖြစ်မြင်ရတာလေးကောင်းရင်မြင်တဲ့အာယုံတော့ပါသွားဗျာကြားရတာလေးကောင်းရင်ကြားရအာယုံတော့ပါသွားဗျာဟောအနံလေးကမွေးတယ်ဆိုအဲ့တော့ပါသွားဗျာရတာလေးကကောင်းတယ်အဲ့ဒီရတာတော့ပါသွားဗျာအတွေ့အထိလေးကကောင်းတယ်အတွေ့အထိတော့ကောင်းနဲ့ပါသွားဗျာတခါတည်းရစိတ်ကူးတွေကောင်းရင်စိတ်ကူးတွေမှာမျောအဲ့လိုလေးအဲ့ဒါကြောင့်မလို့အဲ့ဒီကောင်းတာလေးတွေနော်ဆိုးတာလေးတွေမကောင်းမဆိုးလေးတွေဒါလည်းဆွဲလန်းတာပဲဆွဲလန်းတဲ့တရားတဲ့ဒါကြောင့်လို့မြတ်စွာဘုရားကဝရဏုပါဒနတ်ခန္ဓာလို့ခေါ်တယ်နောက်တစ်ခုကဘာလဲတင်ညုပါဒနတ်ခန္ဓာတင်ညာဆိုတာမှတ်သားတာငါမှတ်မိတယ်ပေါ့တင်ညာဆိုတာမှတ်သားတဲ့သဘောပဲအာယုံတစ်ခုကိုမှတ်သားတာသူကတော့မှတ်သားယုံပဲပေါ့နော်ဒီလိုတယောက်ကိုတွေ့ဘူးတယ်ဆိုရင်ဒီလူဟာအသားဖြူပဲအရက်ကရှည်ပဲစံပင်ရမဲပဲနော်အဲ့လိုမှတ်ထားလိုက်အဲ့ဒါတင်ညာပဲတင်ညာဒီပညာမဟုတ်ပညာနဲ့တင်ညာမတူ
တင်ညာဆိုတာမှတ်သားယုံပဲသူမှတ်သားမှုကဒီသူမှတ်သားထားတဲ့အတိုင်းမဟုတ်ဘူးဆိုရင်အဲ့ဒါတော့တင်ညာမဟုတ်တော့ဒါပါတော့ဦးဇင်းတို့အဲ့ဒါလေးတွေကဘယ်လိုနေရာတွေထင်ရှားလဲဆိုတော့တော်ထဲမှာရာခင်းစောင့်ဖို့အတွက်လူကအမြဲတမ်းမနေနိုင်တော့လူယုတ်ကလေးတွေထားတာအဲ့တော့ရာခင်းကိုလာပြီးတော့စားစားနေတဲ့တိရစ္ဆာန်လေးတွေကအဲ့ဒီလူယုတ်ကိုမြင်တော့ဟာလူရှိတဲ့ဟာဆိုပြီးတော့မလာတော့သူတို့အရင်တော့ကမှတ်သားထားတာဒီလူယုတ်ကိုမှတ်သားထားတာလေအဲ့တော့တကယ်လူအစ်စ်ကိုတွေ့တော့ကလူအစ်စ်ကတို့ကို6တယ်လန့်နေဆိုပြီးတော့မှတ်ထားတာဒါပေမဲ့ဒါလူအစ်စ်တော့မဟုတ်ဘူးအယုတ်ကြီးထားတာဒါပေမဲ့သူတို့ကဒါလူအစ်စ်ထိုးပြီးတော့ပဲမှတ်ထားတာသူတို့မှအဲ့ဒီတင်ညာလေးနဲ့မှတ်တာဒါတင်ညာပဲတင်ညာဆိုတော့အဲ့ဒီသဘောပဲသူတို့မှပညာမရှိတဲ့အခါကျတော့ပညာမပါတော့နော်ပညာပါတဲ့ပုဂ္ဂိုလ်ဆိုတေချာစမ်းကြည့်မှာပေါ့တေချာကြည့်မှာပေါ့နော်ဟာဒါလူအစ်မဟုတ်ဘူးယုတ်ကြီးပဲလို့နော်တကယ်လူချင်းချင်းတော့လဲလို့တော့မရဘူးလူချင်းချင်းဆိုတော့ဒါအယုတ်ကြီးပဲဆိုတော့တန်းသိမှာပေါ့နော်လူဆိုတာပညာရှိတာလိမ့်ဆန်နေကြတော့တချို့ကမသိဘူးသိတဲ့လိမ့်ဆန်လေးတွေတော့လည်းသိကောင်းသိဘူးနော်အေးဆိုလိုတာတင်ညာဆိုတာကမှတ်သားယုံပဲဒါပေမဲ့အဲ့ဒီမှတ်သားတာလေးကိုလည်းကွာဆွဲလန်းတာပဲဟာငါမှတ်မိတယ်မှတ်မိပြီအဲ့လိုမျိုးလေးတွေနော်ကိုမှတ်မိတာလေးတွေကိုဆွဲဒါကတင်ညာကိုဆွဲလန်းတာနောက်သင်္ခါရသင်္ခါရုပါဒံနော်သင်္ခါရဥပါဒံသင်္ခါရတရားတွေကိုဆွဲလန်းတာသင်္ခါရဆိုတာကတော့အများကြီးပဲဘုန်းတော်စေတသိက်52လုံးရှိတဲ့အထဲမှာဝေဒနာတင်ညာတာပါကျန်တဲ့စေတသိက်50သင်္ခါရအများကြီးပဲဆိုတော့သင်္ခါရအနေကြည့်ဒါမဲ့လည်းအဓိကအဲ့ဒီထဲမှာစေရနာတို့ဘာတို့ပဲဥဆောင်ပြီးတော့ပြောရတယ်နော်စေရနာဆိုတာစစ်စောတိုက်တွန်းနှိုးဆော်သူကစိတ်စော်ပေးတဲ့သဘောလေးအလုပ်တစ်ခုလုပ်အောင်လို့စိတ်စော်ပေးနေတဲ့သဘောလေးအခုလိုတတ်ပါတော့တရားနာချိန်ရောက်ပြီဆိုရင်နော်တရားနာသွားမယ်စိတ်ကစိတ်စော်ပေးနေတိုက်တွန်းပေးနေတာကိုယ်နေရာပြန်ရောက်နေတယ်ဆိုလဲတရားနာဖို့အတွက်သွားမယ်ဆိုပြီးတော့စိတ်ကနေစိတ်စော်ပေးနေအဲ့ဒါစေတနာပဲအဲ့ဒီစေတနာလေးရဲ့စိတ်စော်ပေးမှုကြောင့်ခုတရားပွဲကိုရောက်လာအိမ်ကနေဆိုလဲတရားဝင်တရားသွားဝင်အောင်ပဲမာစီကိုတရားသွားဝင်အောင်ပဲဆိုစိတ်ကနေစိတ်စော်ပေးနေစိတ်စော်ပေးနေတဲ့ခါကျတော့ဘာဖြစ်လဲဟောတရားနာတရားရိပ်တာဝင်ဖြစ်သွားတယ်စေရနာလေးတွေကစိတ်စော်ပေးတဲ့သဘောလေးစေရနာစိတ်စော်ပေးတော့နောက်ကဝိရိယလေးရတယ်လိုက်လာတာပေါ့သွားတယ်လာတယ်ဆိုဝိရိယတွေပါလာတော့တခါတည်းဦးဇင်းတို့ကိုကြည့်ကျင်တဲ့အရာလေးတစ်ခုရှိရင်လည်းပဲစေတနာလေးရစိတ်စော်ပေးနေထားပါတော့ဦးဇင်းတို့စာပေဝါဒနာပါတဲ့ပုံကိုယ်တွေနော်စာကြောင်းလေးတွေတွေးရင်တဲ့ဒီစာလေးမကြည့်လိုက်ရရင်သူညအိတ်မရအိတ်မရတဲ့အခါကျတော့ကြည့်လိုက်ပါလို့မပြောတော့လဲပြောတဲ့ကတော့စိတ်ထဲကနေတိုက်တွန်းနေတော့ထကြည့်ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလူတွေမှလည်းရှိမှာပဲလူတွေလည်းဦးဇင်းတို့စီးပွားရေးလုပ်တဲ့သူတွေအရေးကြီးကိစ္စရှိတဲ့အခါမျိုးတွေဆိုလေနော်ညအိတ်မရဘူးဒီအကြောင်းအရာပဲစဉ်းစားနေတာအိတ်ချင်ပေမဲ့လည်းဒါကြီးကခဏတိုင်းဝင်လာတာစေရနာတိုက်တွန်းပေးနေတာပေါ့စဉ်းစားလိုက်ပါဦးစဉ်းစားလိုက်ပါဦးလှုပ်ရှားစီကလှုပ်လိုက်ပါအောင်လို့မပြောတော့လဲပြောတဲ့ကဲတော့တိုက်တွန်းပေးတဲ့သဘောလေးဒါစေရနာလှုပ်ခေါ်တာအခုတရားထိုင်တဲ့ခါလဲဒီလိုပဲနော်ကိုကအိမ်ပြန်ခြင်းတယ်ဒါပေမဲ့စိတ်ကနေစိတ်စော်ပေးနေတယ်ငါပြန်လို့မဖြစ်သေးဘူးငါတရားမှောက်မှဖြစ်မှာစေရနာလေးတွေကတိုက်တွန်းပေးတဲ့သဘောဒါကြောင့်မို့စေရနာဆိုတာတိုက်တွန်းပေးတဲ့သဘောရှိတယ်စိတ်စော်ပေးတဲ့သဘောရှိတယ်နှိုးဆော်ပေးတဲ့သဘောရှိတယ်စေရနာကောင်းလိုက်တာဆိုရင်ကောင်းတဲ့ဘက်မှာတိုက်တွန်းပေးတာပေါ့စေရနာဆိုးလိုက်တာဆိုမကောင်းတဲ့ဘက်မှာတိုက်တွန်းပေးတာပေါ့လူတယောက်ကိုမုန်းပြီဆိုရင်နော်ရိုက်ချင်လိုက်ရိုက်လိုက်လို့မပြောတော့လဲပြောတဲ့ကဲတော့စိတ်ကနေတွန်းပေးနေအဲ့ဒါစေရနာပဲဟောစေရနာတွန်းပေးတဲ့ခါကျတော့ပါသွားပြီလက်ကနေဒုံတိုင်းတော့ချလိုက်အဲ့ဒါလည်းသင်္ခါရပဲနော်တိုက်တွန်းပေးနေတာလေစိတ်ထဲကနေတိုက်တွန်းပေးနေတဲ့သင်္ခါရပါဇက်ကနေမနေနိုင်လို့អော်လိုက်တော့ဒါလည်းသင်္ခါရဟောလက်ကနေမနေနိုင်လို့ဝုန်းတိုင်းနဲ့ချလိုက်လို့သင်္ခါရအဲ့လိုလေးနော်တိုက်တွန်းပေးတဲ့သဘောနှိုးဆော်ပေးတဲ့သဘောဒါလေးတွေပေါ်မှာလဲ
ကိုလုတ်တဲ့လောက်ရလေးတွေပေါ့နော်ကိုကစိတ်ထဲကနေတွေးစိတ်ထဲကနေတွေးပြီးတော့ကိုကပြောပြီးတော့လုတ်တယ်အဲ့ဒါလေးတွေဒါလေးတွေကဆွဲလန်းတတ်တယ်ကိုလုတ်တဲ့လောက်ရလေးတွေပေါ့မှာဆွဲလန်းတတ်ဒါကြောင့်မလို့သူ့ကိုသင်္ခါရုပသင်္ခါရုပ္ပဥပါဒံသင်္ခါရုပါဒနက္ခန္တောနော်သင်္ခါရတရားတွေပေါ်မှာဆွဲလန်းတယ်လို့ပြောတာနောက်တစ်ခုကဘာလဲဆိုတော့ဝိညာဏုပါဒနက္ခန္တောဝိညာဏဆိုတာသိတာသူကြတော့ဝိညာဉ်သိပေါ့သူကသိတာကလည်းသူသိတာလည်းတစ်မျိုးသိတာဝိညာဉ်သိပေါ့နော်ဝိညာဏဆိုတော့သိတာပါပဲသိတယ်ဆိုတော့ငါသိတယ်သူသိတယ်ပေါ့ယောက်ျားသိတယ်မိန်းမသိတယ်ပေါ့အဓိကတော့ကိုသိတာပဲကိုသိတာလေးကိုကိုဆွဲလန်းတာငါသိတယ်အဲ့လိုလေးတွေပေါ့ဒါကြောင့်မလို့ဝိညာဉ်ဆိုတာဘာလဲဆိုတော့သိတာပဲအဲ့ဒီကိုသိတဲ့အရာလေးပေါ်မှာလဲဆွဲလန်းတာပဲကိုစဉ်းစားကြည့်ဆွဲလန်းတယ်ဆွဲလန်းတဲ့သဘောလေးတွေရှိတယ်ဘလို့ဆွဲလန်းလဲငါအနေနဲ့ဆွဲလန်းတယ်ငါသိတယ်ငါဥစ္စာအနေနဲ့ဆွဲလန်းတယ်ငါဥစ္စာဆွဲနိုင်တာဒါကြောင့်မလို့ဒီဥပါဒณะတခါ၅ပါးလုံးဟာငါအနေနဲ့လည်းဆွဲလိုက်တယ်ငါဥစ္စာအနေနဲ့လည်းဆွဲလန်းနိုင်တယ်လို့ပြောတာဒါကြောင့်မလို့ဒီဥပါဒณะ၅ပါးဟာဆွဲလန်းနိုင်တယ်အာယုံတွေတဲ့ကောင်းပြီအဲ့တော့ဒီဥပါဒณะခန္ဓာ၅ပါးဟာရုပ်ရယ်ဝေဒနာရယ်သင်ညာရယ်သင်္ခါရရယ်ဝိညာဉ်ဒီ၅ပါးဟာအမြဲတမ်းတို့တွေ့နေရတာအမြဲတမ်းတွေ့နေရဒီခန္ဓာ၅ပါးဟာဒီဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးဟာမြင်ရတဲ့အာယုန်တွေမှာလည်းရှိတာမြင်ရမှာလည်းရှိတယ်ကြားရမှာလည်းရှိတယ်နားရမှာလည်းရှိတယ်စားရမှာလည်းရှိတယ်တွေ့ထိရမှာလည်းရှိတယ်စိတ်ကူးရမှာလည်းရှိတယ်အကုန်လုံးဒီခန္ဓာ၅ပါးရှိတယ်ဒါကြောင့်လည်းဆွဲလန်းတာပေါ့နော်မြင်ရအာယုန်လေးပေါ်ဆွဲလန်းတာလေဒီခန္ဓာ၅ပါးကိုဆွဲလန်းသွားတာပဲကြားရအာယုန်လေးပေါ်မှာဆွဲလန်းသွားတာလေခန္ဓာ၅ပါးဆွဲလန်းသွားတာပဲနားရအာယုန်လေးဆွဲလန်းဆိုတော့ဒီခန္ဓာ၅ပါးဆွဲလန်းသွားတာပဲအရသာအာယုန်လေးဆွဲရဲဆိုတာဒီခန္ဓာ၅ပါးပဲအတွေ့အထိအာယုန်လေးဆွဲလန်းနေဆိုတာဒီခန္ဓာ၅ပါးပဲအတွေးအာယုန်လေးဆွဲလန်းနေဆိုတာဒီခန္ဓာ၅ပါးပဲနော်ဥပမာတစ်ခုပြောပြမယ်မြင်ရအာယုန်မှာဆွဲလန်းပုံလေးမြင်တယ်ဆိုတာကြည့်လိုက်ရင်နော်ကိုယ်မှာမျက်စိအကြည့်ရုပ်ရှိလို့မြင်တယ်ပြီးတော့အဲ့မျက်စိအကြည့်ရုပ်မှာအစင်းအာယုန်လေးထိခိုက်လာလို့လည်းမြင်တယ်အဲ့ဒီမှာမျက်စိအကြည့်ရုပ်ရဲ့အစင်းအာယုန်လေးရဲ့အဲ့ဒီနှစ်ခုဟာရုပ်တရားပဲအဲ့ဒီရုပ်တရားဟာရူပခန္ဓာပဲဆွဲလန်းနိုင်တဲ့ရုပ်ခန္ဓာပဲဆွဲမဆွဲကိုကြည့်ကြည့်ပေါ့နော်ကိုမျက်စိလေးပေါ့ဆွဲလန်းတာပဲလေဆွဲလန်းမိတာပဲကိုတော့ဆွဲလန်းတာပဲသူများဟာသာတိတ်မဆွဲလန်းမဆွဲလန်းကိုတော့ဆွဲလန်းတယ်ကိုတော့နော်နောက်ဆုံးမလှဘူးဆိုရင်တောင်မှကိုတော့လှတယ်ထင်တာပဲဘလောက်ပဲစိုးတယ်ပြောကိုတော့ဟုတ်နေတာဘလောက်ပဲယွန်စရာကောင်းတယ်ပြောတော့ကိုတော့မယွန်ဘူးဒါပါလဲဆိုဆွဲလန်းနော်ကိုတွေမကောက်ပါဘူးကိုနဲ့ပတ်သက်တဲ့သူတွေလည်းယွန်တော့သိမယွန်ပါဘူးနော်ဒါကြောင့်လည်းဦးဇင်းတို့မိဘတွေကကိုယ့်ရဲ့သားသမီးလေးတွေကိုနော်မစင်အညစ်အကြေးတွေမယွန်မရှာလှုပ်ပေးချလှုပ်ပေးရှာဒါကြောင့်မလို့ဆွဲလန်းတယ်ဆိုတာအဲ့ဒီရုပ်တရားပေါ့နော်ကိုယ့်ရဲ့မျက်စိကိုလည်းဆွဲလန်းတယ်ဒါမြင်ရတဲ့အာယုံနဲ့ပတ်သက်ပြီးပြောတာမြင်ရတဲ့အစင်းလေးကလည်းဆွဲလန်းစရာပဲဆိုရင်အဲ့ဒါဆွဲလန်းတာမြင်ရတဲ့အစင်းဆိုတာလည်းရုပ်တရားပဲဒါကြောင့်မလို့ကိုယ့်ရဲ့မျက်စိရဲ့မြင်ရတဲ့အစင်းရဲ့အဲ့ဒါပါလေရုပ်ဒါကြောင့်မလို့ရူပခန္ဓာလို့ခေါ်တယ်ဒါဆွဲလန်းနိုင်တဲ့ခန္ဓာတစ်ခုနောက်တစ်ခုကအဲ့ဒီမျက်စိရဲ့အစင်းရဲ့စုံမိသွားရင်ဘာဖြစ်သွားလဲမြင်တယ်ဆိုတဲ့မြင်သိစိတ်ကလေးဖြစ်သွားရောအဲ့ဒီနှစ်ခုစုံမှပဲမြင်သိစိတ်ဖြစ်တယ်အဲ့ဒီနှစ်ခုမစုံရင်မြင်သိစိတ်မဖြစ်ဘူးမြင်အောင်နော်မြင်အောင်ဘယ်သူမှလုပ်ပေးတာမဟုတ်ဘူးမြင်အောင်လို့ဆိုပြီးတော့နော်မြမကြီးကလုပ်ပေးတာလည်းမဟုတ်ဖန်ဆင်းကြီးကလုပ်ပေးတာလည်းမဟုတ်ဘယ်သူကမြင်တာလဲဒီမျက်စိနဲ့အစင်းရှိလို့ကိုမြင်တာပဲမျက်စိနဲ့အစင်းမရှိရင်ဘယ်မြမမှမတတ်နိုင်ဒါကြောင့်လို့မျက်စိလည်းကြည်လင်တယ်အစင်းအာယုံလေးကလည်းအဲ့ဒီမျက်စိအကြည်ယုံလေးပေါ်မှာလာပြီးထိတယ်ဆိုရင်မြင်သွားတော့တာပဲ
ကျန်တဲ့ထောက်ပံ့လေးလည်းရှိတော့ရှိတာပေါ့နော်မျက်စိကလည်းကြည်တယ်အစင်းအာရုံလေးလည်းရှိတယ်အခုလိုအလင်းရောင်လေးလည်းရှိတယ်ဆိုရင်တော့မြင်တာပေါ့နော်အလင်းရောင်မရှိဘူးဆိုတော့လည်းမြင်မှုကဖြစ်ချင်မှဖြစ်မျက်စိရုပ်ရှိရမယ်အစင်းရုပ်ရှိရမယ်အလင်းရောင်လေးလည်းရှိနောက်တစ်ခုကပါလေနှလုံးသွင်းမှုဒါလည်းလို့သေးတယ်နှလုံးသွင်းမှုမရှိရင်လည်းအချင်းချင်းထိုင်နေပဲဘယ်သူဘယ်ဝါမှသိချင်မှသိမှာဒါကြောင့်မလို့နှလုံးသွင်းမှုဆိုတာလည်းလို့နော်ဒါကြောင့်မလို့အဲ့ဒီအကြောင်းတွေနဲ့ပြည့်စုံရင်မမြင်အောင်ဘာမှတားလို့မရဘူးဘယ်နဲ့ဘယ်ပြမှာဘယ်တရားမှတားလို့မရသူတို့ကမအောင်လုံးလိုက်တော့မမြင်ဘူးပေါ့နော်ဒါကြောင့်မလို့မြင်တယ်ဆိုတဲ့အထဲမှာအဲ့ဒီမျက်စိနဲ့အစဉ်ပေါင်းစုံမှုရှိရင်အလင်းရောင်လည်းရှိရင်နှလုံးသွင်းမှုလည်းရှိရင်မြင်သိခြင်းဆိုတာဖြစ်တော့တာပဲတဲ့အဲ့ဒီထဲမှာနော်ပုဂ္ဂိုလ်လည်းမပါဘူးတတ္တဝါလည်းမပါဘူးယောက်ျားလည်းမပါဘူးမိန်းမလည်းမပါဘူးငါမြင်တာလည်းမဟုတ်ဘူးသူကမြင်တာလည်းမဟုတ်ဘူးအစင်းရှိလို့မျက်စိအကြည့်ရုပ်ရှိလို့မြင်သွားတာပဲအစင်းရှိတယ်မျက်စိအကြည့်ရုပ်ရှိတယ်ဆိုမြင်ကိုမြင်တော့တာပဲအဲ့ဒါကမြင်ထိခိုက်သွားပြီဆိုရင်လည်းကို့မှာအသိစိတ်ကလေးရှိရင်မြင်သိစိတ်ဆိုတာဖြစ်သွားတာအဲ့ဒီမြင်သိစိတ်ကြတော့ဘာလဲဆိုတော့ဝိညာဉ်နဲ့ခန္ဓာတဲ့မြင်သိစိတ်ကဝိညာဉ်နဲ့ခန္ဓာအဲ့တော့ခန္ဓာ၅ပါးထဲမှာမျက်စိနဲ့အစဉ်ရုပ်ကရုပ်ဥပါဒณะခန္ဓာရုပ်တရားကိုဆွဲလန်းတဲ့ဥပါဒณะခန္ဓာဟောမြင်သိစိတ်ကလေးကဝိညာဉ်နဲ့ခန္ဓာမြင်သိစိတ်ကိုဆွဲလန်းတဲ့ဝိညာဉ်ဥပါဒณะခန္ဓာနောက်မြင်တဲ့အခါမှာမြင်လို့ကောင်းတယ်ဒီအာယုံလေးကကောင်းတာဒီအာယုံကြီးကတော့မကောင်းဘူးဒီအာယုံကတော့တာမန်ပါပဲအဲ့ဒါပါတယ်အဲ့ဒါဝေဒနာပဲမြင်လို့ကောင်းတာမကောင်းတာကဝေဒနာပဲမြင်လို့ကောင်းတယ်မကောင်းဘူးပေါ်မှာလဲဆွဲလန်းတာပဲလေမြင်လို့ကောင်းရင်တကောက်ကောက်နဲ့လိုက်ကြည့်ပါခုနပြောသလိုပဲမြင်လို့မကောင်းရင်လည်းပဲမကောင်းတာပဲကြည့်တော့ကြည့်နေတယ်ကြောက်လဲကြောက်ရဲ့ကြည်လဲကြည့်ခြင်းဆိုတာမျိုးလို့နော်ကိုဘလောက်ပဲမုန်းတဲ့သူဖြစ်ဖြစ်ကြည့်တော့ကြည့်လိုက်သေးတာပဲကိုရံများလာပြုမလားဆိုပြီးဒါကြောင့်မလို့ဆွဲလန်းတယ်ဆိုတာအဲ့ဒီကောင်းတာမကောင်းတာပေါ်မှာလဲဆွဲလန်းတယ်တဲ့အဲ့ဒါကဝေဒနုပါဒณะခန္ဓာဝေဒနာပေါ်မှာဆွဲလန်းတယ်နောက်တစ်ခုကမြင်တဲ့အခါမှာမှတ်သားမှုလေးဆိုတာပါမြင်လိုက်တာနဲ့ခုနကဦးစင်းပြောသလိုပဲဖြူပဲမဲပဲပုပဲရှည်ပဲနော်အဲ့ဒီလိုလေးမှတ်လိုက်တာနဲ့မှတ်သားလိုက်တာကတင်ညာပဲအဲ့ဒီတင်ညာပေါ်မှာလည်းခုနဦးစင်းပြောတဲ့အတိုင်းပဲဆွဲလန်းသွားတာပဲဒါကြောင့်မလို့တင်ညုပါဒနခန္ဓာတဲ့နောက်တစ်ခုကပါလဲဆိုတော့သင်္ခါရဆိုတာအဲ့ဒီထဲမှာပဲသင်္ခါရဆိုတာလည်းမျက်စိနဲ့အစဉ်အာရုံလေးနော်မြင်လိုက်တာနဲ့စေတနာလေးကတိုက်တွန်းလိုက်တယ်လေစေတနာလေးကတိုက်တွန်းလိုက်တယ်နော်အစဉ်အာရုံလေးမျက်စိထဲကျလာပြီဆိုရင်ကြည့်လိုက်မပြောတော့လည်းပြောတတ်ခဲ့တော့နှိုးစော်ပေးနေတယ်နော်နှိုးစော်ပေးနေအစဉ်အာရုံလေးမျက်စိထဲကျလာရင်ကြည့်ဖို့ရတဲ့အတွက်စစ်စော်မြင်အောင်အားထုတ်အဲ့ဒီအာရုံလေးမမြင်အောင်အားဆိုင်လိုက်ဝိရိယစစ်စော်ပေးတာစေရနာအဲ့ဒါတွေကဘာလဲဆိုတော့သင်္ခါရတွေဒါကြောင့်မလို့မြင်ရမှာလည်းပဲခန္ဓာ၅ပါးရှိတယ်မျက်စိနဲ့အစင်းသည်ရူပခန္ဓာဝေဒနာသည်ကြည့်လို့ကောင်းတာမကောင်းတာသည်ဝေဒနာခန္ဓာမှတ်သားတာသည်သင်္ခါရခန္ဓာစေစောတိုက်တွန်းတာသည်သင်္ခါရခန္ဓာဟောမြင်သိသွားတာသည်ဝိညာဉ်နဲ့ခန္ဓာတဲ့အဲ့ဒီလိုနော်ခန္ဓာ၅ပါးဟာမြင်ရမှာလည်းရှိတယ်ဒါကြောင့်လဲဆွဲလန်းတယ်ဆိုတာမြင်တဲ့အာယုံလေးတွေ့ပြီးတော့လဲဆွဲလန်းသွားတာဘာလို့ဆွဲလန်းလဲခန္ဓာ၅ပါးဆွဲလန်းသွားတာထို့တူပဲဦးဇင်းတို့အတန်အာယုံလဲဒီလိုပဲသူ့မှာလဲခန္ဓာ၅ပါးရှိတာအနတ်အာယုံမှာလဲခန္ဓာ၅ပါးရှိတာနာယာမှာပေါ့လေကြားရမှာလဲခန္ဓာ၅ပါးရှိတယ်နာယာမှာလဲခန္ဓာ၅ပါးရှိတယ်စားရမှာလဲခန္ဓာ၅ပါးရှိတွေ့ထိရမှာလဲခန္ဓာ၅ပါးရှိတယ်ပြီးတော့စိတ်ကူးစဉ်းစားရမှာလဲခန္ဓာ၅ပါးရှိတယ်တဲ့ဒါကြောင့်မလို့ဓဝရ6ပါးမှာနော်ဓဝရနဲ့အာယုံစုံတိုင်းခန္ဓာ၅ပါးအကုန်လုံးရှိဒါကြောင့်လေဓဝရ6ပါးမှာဘယ်ဓဝရနဲ့ဘယ်အာယုံနဲ့အာယုံနဲ့ဓဝရနဲ့စုံတိုင်းဆွဲလမ်းမှုလေးတစ်ခုဖြစ်သွားတယ်အမှတ်မပါရင်နော်အမှတ်မပါရင်ဆွဲလမ်းမှုလေးဖြစ်သွားတယ်ကောင်းတဲ့ဆွဲလမ်းမှုလည်းရှိတယ်မကောင်းတဲ့ဆွဲလမ်းမှုလည်းရှိတယ်ဆွဲလမ်းတဲ့ဆိုတော့အကောင်းနေမဟုတ်မကောင်းတာလည်းဆွဲလမ်းတာပဲဒါကြောင့်မလို့အမှတ်မပါလို့ကတော့ဆွဲလမ်းမှုဖြစ်နိုင်တယ်တဲ့ဒါကြောင့်မလို့မြင်တိုင်းမှတ်ရှုမြင်တိုင်းမှတ်ရှုပေးရတယ်မြင်တိုင်းမှတ်ရှုကကြားတိုင်းမှတ်ရှုနာမ်တိုင်းမှတ်ရှု
စားတိုင်းမှရှုထိတိုင်းမှရှုပါနော်မြင်တိုင်းမှရှုဆွဲလန်းမှုကိန်းမှုပယ်တင်သည်ဆိုနော်များသောအားဖြင့်ဥစဉ်တော့မြင်လိုက်ပြီဆိုများသောအားဖြင့်ဆွဲလန်းမှုလေးတွေကရှိတယ်ကြားလိုက်ပြီဆိုလည်းဆွဲလန်းမှုလေးတွေကရှိတတ်တယ်အဲ့တော့မြင်တိုင်းကြားတိုင်းကိုကအမှတ်ကလေးဥသွားအမှတ်ဥမှမဆွဲမှာအမှတ်မဥရင်ဆွဲသွားရောဆွဲသွားရင်ဘာဖြစ်သွားလဲဆွဲသွားရင်ဥပါဒနာပစ္စည်းဘဝဖြစ်သွားမှာပဲဥပါဒဏ်ကြောင့်ဘဝတွေဖြစ်မယ်ကာမဘဝတွေဖြစ်ပါမှာဘဝဆိုတာကာမဘဝပြောတာကံဆိုတာကကုသိုလ်ကံရှိတယ်အကုသိုလ်ကံရှိတယ်ကုသိုလ်ကံဆိုရင်ကောင်းတဲ့ကံတွေပေါ့အကုသိုလ်ကံဆိုမကောင်းတဲ့ကံတွေပေါ့ကုသိုလ်ကံဆိုတော့ကောင်းတဲ့ဘဝတွေရောက်မှာအကုသိုလ်ကံဆိုတော့မကောင်းတဲ့ဘဝတွေရောက်မှာပေါ့အဲ့ဒါဘာလဲဆိုတော့ဒီမြင်ရတဲ့အစင်းအာယုံကိုကအတိညာကမဥလို့ကြားရတဲ့အတန်အာယုံပေါ်မှာအတိညာကမဥလို့နမ်းရှိရတဲ့အနံ့ယုံမှာအတိညာကမဥလို့စားရတဲ့အရာမှာအတိညာမဥလို့အတွေ့အထိရတဲ့အာယုံမှာအတိညာမဥလို့စိတ်ကူးတဲ့ပေါ်မှာအတိညာမဥလို့အတိညာမဥတဲ့အခါကျတော့အဲ့ဒီပေါ်မှာငါအနေနဲ့လည်းဆွဲလန်းသွားရောတာယာအနေနဲ့လည်းဆွဲလန်းသွားရောနော်ငါအနေနဲ့ဆွဲလန်းတာယာအနေနဲ့ဆွဲလန်းတဲ့အခါကျတော့ခုနဦးဇင်းပြောတဲ့အတိုင်းပဲဥပါဒနာပစ္စည်းဘဝတွေဖြစ်ရောကာမဘဝတွေဖြစ်ရောကာမဘဝဖြစ်ရင်ဇာတိလာပြီးမွေးဖွားခြင်းလာပြီးအိုခြင်းလာပြီးနာခြင်းလာပြီးသိခြင်းလာပြီးဒီလိုနဲ့ပဲဦးဇင်းတို့တန်ត្រာမှာကျင်လည်နေကြတာ哦ဒါနဲ့ပဲလည်နေတာပဲဘဝတစ်ခုရလာရင်ပြီးသွားလားဆိုတော့မပြီးဘူးအဲ့ဒီဘဝပေါ်မှာထပ်ပြီးတော့ဆွဲတာပဲအဲ့ဒီဘဝပေါ်မှာထပ်ပြီးတော့ဆွဲတာပဲတဏမပြတ်သေးသမျှဆွဲနေအောင်ပါဒါကြောင့်မလို့တဏပြတ်သွားအောင်တဏပြတ်တဲ့အထီကိုဘာလို့ရမလဲရှုမှတ်ပေးရအဲ့ဒါလည်းခုနဦးစင်းပြောသလိုပဲအသိဉာဏ်ပဲအသိဉာဏ်လေးတွေဖြစ်သွားမှအဲ့ဒီဟာဆွဲလန်းမှုကပြောက်မှာဆွဲလန်းမှုကင်းသွားမှသူကဥပါဒဏ်တွေလည်းပြတ်ပြီးတော့ကာမဘဝတွေလည်းပြတ်ကာမဘဝပြတ်ရင်ဇာတိတွေလည်းပြတ်ဇာတိပြတ်ရင်ဇရာမရဏတွေလည်းပြတ်သွားအဲ့လိုမှမဟုတ်ရင်တော့စက်နေအောင်ပါအေးဒါကြောင့်မလို့ဝိပဿနာရှုတယ်ဆိုတာအဲ့ဒီဆွဲလန်းနိုင်တဲ့ခန္ဓာတွေမဆွဲအောင်ရှုရတာကျေးဇူးတော်ရှင်မာစီဆိုတော့ဘုရားကြီးကနော်ဆောင်းပုဒ်လေးတွေပေးထားတာရှိတယ်ဒါကတော့အလုံးလေးရပြီးသားပါဝိပဿနာဉာဏ်ဆိုတာဘေဟာရှုရွက်ဖြစ်တဲ့နည်းပါတယ်လေဆွဲလန်းနိုင်ရာငါးခန္ဓာမှန်စွာရှုရွက်ဖြစ်တဲ့နည်းရနေတာပဲတို့ယောဂီနော်ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ဘာကိုရှုရလဲဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးရှုရတာဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးဆိုတာဘယ်မှာရှိလဲမြင်ရမှာလည်းရှိတယ်ကြားရမှာလည်းရှိတယ်နားရမှာလည်းရှိတယ်စားသိရမှာလည်းရှိတယ်တွေးထရမှာလည်းရှိစိတ်ကူးစဉ်းစားကြံစည်ရမှာလည်းရှိအဲ့တော့ဒေါရ၆ပါးကိုကမပြတ်လိုက်ပြီးတော့ရှုမှတ်နေမယ်ဆိုရင်မဆွဲလန်းနိုင်တော့ဘူးပေါ့နော်အဲ့တော့အကုန်လုံးကိုတော့လိုက်မရှုနိုင်ဘူးပေါ့ဒါကြောင့်မလို့ထင်ရှားရစပြီးတော့ရှုရတယ်မမှတ်နိုင်ခင်မှာဒါကြောင့်မလို့ဆရာတော်ဘုရားကြီးတို့ကဝမ်းပိုက်ရဲ့ဖောင်းမှုပိန်မှုတွေကိုထင်ရှားရရှုဝေဒနာတွေထင်ရှားရင်ဝေဒနာရှုလို့ပြောတော့ထင်ရှားရရှုရတယ်ဆွဲလန်းနိုင်ရာငါးခန္ဓာမှန်စွာရှုရပါတယ်ဘယ်အကျိုးငါထိုခန္ဓာဘယ်ခါရှုရပါသနည်းတဲ့မိဂုံးတစ်ခုလာတယ်ဆိုကြည့်ပါဦးနောက်တစ်ခုကအဖြေရပါတယ်လေမဆွဲဖို့ရာဖြစ်စေမှာမှန်စွာရှုရပါသည်ဟောမဆွဲဖို့ရှုတာဝိပဿနာရှုတယ်ဆိုတာနောက်ဆုံးတော့ပါလဲမဆွဲဖို့ရှုတာမဆွဲဖို့ရာဖြစ်စေမှာတဲ့ရှုတဲ့အခါလဲဘယ်ချိန်ရှုရဖြစ်စေနော်အတိတ်ကိုလည်းရှုလို့မရဘူးအနာဂတ်ကိုလည်းရှုလို့မရဘူးကာလဝိမုတ်လည်းရှုလို့မရဘူးဖြစ်စေလေးပဲဖောင်းတယ်ဆိုရင်ဖောင်းတဲ့အခိုက်လေးပဲဖောင်းပြီးမှဖောင်းတယ်လို့လို့မရဘူးမျက်စိနဲ့အစင်းကိုမြင်တယ်ဆိုမြင်တဲ့အခိုက်လေးပဲမြင်တယ်လို့ပြောမြင်ပြီးမှမရတော့ဘူးခုနပြောသလိုပဲဥပါဒံဥသွားနော်ဥပါဒံဥသွားတော့ကိလေသာဖြစ်သွားလက်ကလေးတွေကွေးတယ်စန့်တယ်ကွေးတဲ့အခိုက်တံစန့်တဲ့အခိုက်တံလေးကိုမြင်အောင်ရှုရတယ်ကြွတယ်လမ်းတယ်ချတယ်ဆိုတော့ကြွတဲ့အခိုက်တံလေးလမ်းတဲ့ခိုက်တံလေးချတဲ့အခိုက်တံလေးမြင်အောင်ရှုရတယ်ဒါကိုပစ္စုပန်ကြရှုတယ်လို့ခေါ်တာပဲဒါကြောင့်မလို့မဆွဲဖို့ရဖြစ်စေမှာမှန်စွာရှုရပါသည်တဲ့အဲ့ဒီမှာလဲမှန်စွာဆိုတာမှန်ကန်ကန်သိအောင်ရှုလို့ပြောတာ
ဖြစ်စဲကိုနော်ရှုတော့ရှုတယ်ဖောင်းတယ်ပိန်တယ်လိုက်ရှုနေတာအဲ့တော့တစ်ချက်တစ်ချက်ရှုုံနဲ့မရဘူးတစ်ချက်တစ်ချက်ရှုုံနဲ့တော့မှန်စွာမသိသေးဘူးမှန်စွာမသိသေးဘူးမှန်စွာသိဖို့ဟာဘာလဲဆိုတော့ဒီကိုရှုမှတ်နေတဲ့ယုံ nant ခန္ဓာ၅ပါးတရားတွေယုံ nant တရားတွေရဲ့အမှန်တဘာဝကိုသိရအောင်အမှန်တဘာဝကိုသိတယ်ဆိုတာဘာလဲဆိုတော့အနိစ္စလို့သိတာဒုက္ခလို့သိတာအနတ္တလို့သိတာအဲ့လိုအနိစ္စဒုက္ခအနတ္တလို့သိတာကိုပဲမှန်စွာသိတယ်လို့ခေါ်တာအနိစ္စဒုက္ခအနတ္တမသိရင်မှန်စွာသိတယ်လို့မခေါ်သေးဘူးအနိစ္စဒုက္ခအနတ္တလို့မသိရင်လည်းပဲအစောတုန်းကအသိပဲလာပါပဲနော်သိရိုးသိစင်ပေါ့လေဘယ်လိုသိငါလို့သိသူလို့သိယောက်ျားလို့သိတယ်မိန်းမလို့သိတယ်ငါဥစ္စာပေါ့လေဥပါဒနဲ့ပြောတော့ငါလို့ငါအနေနဲ့ဆွဲလန်းပြီးတော့သိသွားငါဥစ္စာအနေနဲ့ဆွဲလန်းပြီးတော့သိတယ်ဒီလိုပဲသိသွားတာဒါကြောင့်မလို့မှန်စွာသိတယ်ဆိုတာအနိစ္စဒုက္ခအနတ္တကိုသိတာအဖြစ်အပျက်ကိုသိတာဒါကြောင့်မလို့မဆွဲဖို့ရာဖြစ်စေမှာမှန်စွာရှုရပါသည်နောက်တစ်ခုရှိပါသေးတယ်ပြောလိုက်ပါအောင်ကုန်ပေါ့ဖြစ်ခိုင်းမရှုအဲ့ဒါလည်းကြည့်ဖြစ်ခိုက်ကိုမရှုရင်အဲ့ဒီယုံ nant တွေအပေါ်မှာဘာဖြစ်လဲဆွဲလန်းမှုဖြစ်တတ်တယ်တဲ့နော်ဒါကြောင့်မလို့ဖြစ်ခိုက်ကိုရှုပြောတာဒါကြောင့်မလို့ခုနကပြောတယ်နော်ဖြစ်ခိုက်ကိုရှုဆိုတာပစ္စုပန်တက်ရှုပြောတာဖြစ်ခိုက်ကိုမရှုရင်တော့ဆွဲလန်းမှုကဝင်အတိုင်းဝင်လာတာပဲဒါဥပါဒံဝင်လာတာပြောတာမြင်ခိုက်ကိုမရှုရင်အမြင်အောင်နဲ့ပတ်သက်ပြီးတော့ဥပါဒံလာပြီးဆွဲလန်းမှုကြားခိုက်ကိုမရှုရင်အကြားအောင်နဲ့ပတ်သက်ပြီးတော့ဆွဲလန်းမှုကလာပြီးအဲ့ဒါဘာလဲဆိုတော့ဥပါဒံနေဖြစ်လာတာဒါကြောင့်မလို့ဖြစ်ခိုက်မရှုယုံ nant စုဆွဲမှုဝင်ရောက်သည်နောက်တစ်ခုဆက်ဆိုပါမြဲတယ်ကောင်းတယ်ငါကောင်းတယ်တကယ်ထင်တတ်သည်ဒါဆွဲလန်းပုံကိုပြောတာဘယ်လိုဆွဲသွားလဲမြဲတယ်ကောင်းတယ်ငါကောင်းတယ်တကယ်ထင်တတ်သည်တကယ်ကိုထင်သွားတာဘယ်လိုထင်သွားလဲမြဲတယ်ဒီယုံ nant ခန္ဓာ၅ပါးယုံ nant တရားကြီးကအမြဲတမ်းတည်ရှိနေတာပဲကွာဒီလိုထင်သွားတာကောင်းတယ်လို့ပြောတာပါလေဒုက္ခလို့မမြင်ဘူးဒုက္ခလို့ပဲမြင်သွားတာငါကောင်းတယ်ဆိုတာဟိုဒီကောင်ကြီးကနော်အမြဲတည်နေတဲ့အကောင်ကြီးပဲငါပိုင်တယ်ငါအနေနဲ့ဆွဲသွားတာအနတ္တအနေနဲ့မဟုတ်ဘူးအတ္တအနေနဲ့ဆွဲသွားတာငါကောင်းတယ်ဆိုတာငါတို့ဘာယောက်ျားမိန်းမအနေနဲ့ဆွဲတာပြောတာမြဲတယ်ကောင်းတယ်ငါကောင်းတယ်တကယ်ထင်တတ်တယ်နောက်တစ်ခုကဘာလဲဖြစ်ခိုင်မှရှုဆွဲမှုကင်းပြောက်သည်ဖြစ်ခိုင်မှရှုဖြစ်ခိုင်လေးကိုမှတ်ရှုနိုင်မယ်ဆိုရင်တော့ဗါလဲဆွဲမှုကင်းပြောက်တယ်တဲ့နော်ဒါကြောင့်မလို့ဖြစ်ခိုင်လေးကိုရှုလို့ပဲဒီနေရာမှာညွတ်နေတယ်ဒါကြောင့်မလို့ဖြစ်ခိုင်လေးတွေကိုပဲရှုပါလို့ပြောတာနော်ဖြစ်စေယုံ nant ပစ္စုပန်အမှန်သိအောင်ရှုပါဖြစ်စေယုံ nant လေးတွေကိုပစ္စုပန်ကြမြင်နိုင်အောင်ရှုပါအတိတ်ကိုသွားမရှုနဲ့မရဘူးအနာဂတ်ကိုသွားမရှုနဲ့မရဘူးအနာဂတ်ကိုသွားပြီးတော့တွေးရင်အမှန်မသိနိုင်အတိတ်ကိုသွားပြီးတွေးရင်လည်းအမှန်မသိနိုင်သူဆွဲကြတဲ့အတိုင်းပဲအတိတ်မှာတော့ကသူ့ကိုယောက်ျားလို့ထင်ခဲ့ယောက်ျားလို့ပဲဆွဲမှာမိန်းမလို့ထင်ခဲ့မိန်းမလို့ပဲဆိုလှတယ်လို့ဆွဲခဲ့လှတယ်လို့ပဲဆိုစိုးတယ်လို့ဆွဲခဲ့ဆွဲခဲ့လို့စိုးလို့ပဲမြင်တော့မှာပဲဆွဲပြီးသားအရာမရတော့တကယ်ဦးဇင်းတို့ခုနကပြောတဲ့အမှန်စွာသိဆိုတဲ့နေရာမှာအနိစ္စဒုက္ခအနတ္တကိုသိနိုင်တာကဒီပစ္စုပန်တက်ရှုမှာပဲသိနိုင်ဒါကြောင့်မလို့ဖြစ်ခိုက်မှရှုယုံ nant စုဆွဲမှုဝင်ရောက်သည်ဆွဲမှုကင်းပြောက်သည်ဟုတ်တယ်နော်ဖြစ်ခိုင်မှရှုယုံ nant စုဆွဲမှုကင်းပြောက်သည်နောက်တစ်ခုဆက်ဆိုပါမမြဲစင်းရဲ့သဘောပဲညာတဲ့ရှင်းတော်သည်ဟောနော်ဖြစ်ခိုင်လေးကိုရှုမှတ်တဲ့အတွက်ကြောင့်ဆွဲလန်းမှုကင်းသွားတယ်တဲ့ဘယ်လိုကင်းသွားတယ်မမြဲစင်းရဲ့သဘောပဲမမြဲဘူးလို့သိသွားတာစင်းရဲပဲလို့သိသွားတာသဘောတရားတွေပဲသူသဘောသူဖြစ်နေတာပဲဘာမှကိုပိုင်ဆိုင်တာမရှိဘူးကိုအစိုးရတာမရှိဘူးအဲ့လိုလေးသိသွားတာတဲ့မမြဲစင်းရဲ့သဘောပဲညာတဲ့ရှင်းတော်သည်အသိဉာဏ်ထဲမှာရှင်းသွားတာအဲ့ဒါဘာကိုရှုလို့ဖြစ်ခိုက်ကိုရှုလို့နော်ဖြစ်ခိုက်ရှုရင်အဲ့လိုလေးသိသွားမှာအဲ့လိုသိမှနော်တရားသိတယ်လို့ခေါ်တယ်နော်ဖြစ်ပျက်ကိုမြင်ပြီးတော့အိဋ္ဌဒုက္ခအနတ္တကိုဘယ်လောက်သိလဲဆိုတာကိုရှင်ကြည့်ပေါ့နောက်ဆုံးတစ်ခုကပါဆွဲမှုကင်းပြောက်
မလန်းပေါက်ဆိုင်ရောက်နိဗ္ဗာန်ပြီဟောဆွဲမှုကင်းသွားပြီဆိုရင်ဘယ်လမ်းရောက်သွားမလန်းကိုရောက်သွားပြီနော်မလန်းရောက်ရင်နိဗ္ဗာန်ကိုရောက်ပြီပဲဒါမို့ဆွဲမှုကင်းပြောက်မလန်းပေါက်ဆွဲမှုကင်းတယ်ဆိုတာလေခုနပြောသလိုပဲနော်မမြဲစင်းရဲ့သဘောပဲညာနဲ့ရှင်းတော်သည်ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ညာနဲ့မှမမြဲတဲ့သဘောစင်းရဲတဲ့သဘောအစိုးမရတဲ့သဘောကိုရှင်းပြီးတော့နေမှဒီခန္ဓာ၅ပါးယုံနာတရားတွေရဲ့ပေါ်မှာဒီခန္ဓာ၅ပါးယုံနာတရားတွေရဲ့ပေါ်မှာမမြဲတဲ့သဘောစင်းရဲတဲ့သဘောအစိုးမရတဲ့သဘောကိုရှင်းနေမှဆွဲမှုကင်းတာအဲ့လိုမရှင်းရင်ဆွဲမှုကမကင်းဘူးဗျာမကင်းဘူးဆိုရင်မကင်းသေးရင်တော့ဥပါဒနာပစ္စည်းဘောတွေသွားအောင်ဘဝပြီးရင်ဇာတိလာအောင်ဇာတိလာရင်ဇရာမရဏတွေသွားအောင်ပဲအေးဒါကြောင့်မလို့ဥပါဒနာခန္ဓာ၅ပါးဆိုတာနော်ဆွဲလန်းနိုင်တဲ့တရားတွေဖြစ်လို့အဲ့ဒီဆွဲလန်းမှုတွေကင်းပြောက်အောင်လို့တို့ယောဂီတွေဘာလို့ လဲဝိပဿနာရှုပါတယ်တဲ့နော်ဝိပဿနာဉာဏ်ဆိုတာဘယ်ဟာရှုရဖြစ်သနည်းဆွဲလန်းနိုင်ရာငါးခန္ဓာမှစွာရှုရဖြစ်သည်ဆိုတဲ့အတိုင်းပဲအခုတို့ယောဂီတို့မြင်ရကြားရနာရစသည်ရတွေ့ထိရမှာရှုတယ်ဆိုတာဒီဆွဲလန်းနေတဲ့ခန္ဓာ၅ပါးကိုပယ်ဖြောင်းနိုင်ဖို့ပဲဆွဲလန်းမှုကင်းရင်နိဗ္ဗာန်ကိုရောက်မှာပဲနော်ကဲဒီနေ့တော့လောက်ပဲထောင်းဆိုပေါ့နော်ဒါကြောင့်မလို့ယနေ့တရားတော်ကိုနာယမသားကြောင့်သောတပ္ပတနာကုသိုလ်ကောင်းမှုကံစေတနာတို့ကြောင့်အလုံးသောယောဂီသူတော်စင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်ဆွဲလန်းနိုင်တဲ့ခန္ဓာ၅ပါးယုံနာတရားတို့ကိုပြစ္ဆုတ်ပံကြကြရှုမှတ်ခြင်းဖြင့်မမြဲစင်းရဲ့သဘောပဲဉာဏ်နဲ့ရှင်းတော်သည်ဆိုတဲ့အတိုင်းပဲမမြဲတဲ့သဘောရှင်းရဲ့သဘောအနတ္တအစိုးမရတဲ့သဘောကိုဉာဏ်ထဲမှာရှင်းရှင်းကြီးရှုမှတ်နိုင်ကြသည်ဖြစ်ဖြစ်ဝိပဿနာဉာဏ်စင်ရိယာမဉာဏ်စင်ဖြင့်မိမိတို့လိုလားတောင်းတအပ်သောဆင်းရဲခတ်သိငြိမ်းချပြသောမက်ဖို့နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မြဲပေါက်ပြုလည်နိုင်ကြသည်ဖြစ်စေ